Naro Net Natanga Chasa Shikunet Luro Goza Dagre Tandoya Shisa Chakunet The Ranger Laza Doyani Ngaya Sela Nata Nazali Sanini Kamyato Nyajan Chinkaka Latamaya Mandali Danditaji Nyau Kayai Nyau Yone Nyanganji Yo Mogo Wibatana Diazene Longas and Jamboy Apwe Konya Doda Chao Mingla Maganda Moundoji Adonai Sayin Jimba Adi Mogo Wibatana Ngayada Lobedias Kanje Dudia Nya Nyajanga La Dama the Bimboima Obzendo Nida Madia Dama Dana Dama Lazan Abje Yale Pianchi weighing up Yueta de Yadoga Kaji Domba Deado Badiadele Kaji Domba Sure Deado Idia Didanaro Maho Jaja de Manaja de Mima Damo Bajam Jadomudo Dom Loga de Tabenyu Yazavia Goromia Jin and the Gua Ananda Nanda Ngava Doye Jizuda Ananda Gondo Nanda Rigo Ayoma Yi Malo Sheuza Shiko Buzo Gado Jaya Au Uzenga Linga Sabumya Goshigani Takao Tambibe Nagani Naka Ninya Pyabya Yusu Bira Shiko Buzo Gado Jaya Au Buddha Gondo Mangamyo Buzova Ipaya Dhamma Gondo Mangamyo Buzova Ipaya Danga Gondo Mangamyo Buzova Ipaya Miba Gondo Mangamyo Buzova Ipaya Saya Gondo Mangamyo Buzova Ipaya Da de onalo pyo pyong o Duragang Bondo Bezanada Guna Payatya Tanga Miba Saya Abhye Ananda Nanda Ngava Doye Jizudo Ananda Gondo Nanda Rigo Aha Dea Bogo Deana Bogo Kosu Binya Brahma Mambu Yona Navya Pijaba Do Payadvido Dvido Dodi Wandata Dada Yo Jo Lasomolo Sheko Unya Lai Bago I
မြတ်စွာဘုရားမိမိတို့မြတ်တသတ္တတိဣရိယာပုများဖြင့်တရားဓမ္မများကိုစတင်ပြီးတော့နာယူကြည်ညိုနိုင်ကြပါပြီကတ်ကြီး၃ပါးတရားတော်ဗာတရားတွေလေကတ်ကြီး၃ပါးတရားတော်ဘုမတို့ဗုဒ္ဓဘာသာဝင်နေဗုဒ္ဓဘာသာဝင်တို့ရဲ့အမြင့်ဆုံးရည်ရွယ်ချက်အမြင့်ဆုံးပန်းတိုင်သည်နိဗ္ဗာန်ဆိုတဲ့စကားလုံးသည်ဗုဒ္ဓဘာသာဝင်များရဲ့နှုတ်ဖျားမှာအမတမဒီပန်းစကြတယ်။ဘာကြောင့်လဲဆိုတော့နိဗ္ဗာန်ဆိုတာအေးတဲ့ရှိတယ်အငြိမ့်တဲ့ရှိတယ်လို့ဒီလိုသူသူငါလူကြီးလူငယ်မျိုးသားမျိုးသမီးနော်ရဟန်းရှင်လူပြည်သူအများကယုံကြည်ကြတဲ့အတွက်ပဲအဲ့တော့အငြိမ့်တဲ့ရှိတယ်အေးတဲ့ရှိတယ်လို့ယုံကြည်ကြတဲ့အတွက်လည်းပဲတနိုင်ငံလုံးကျင့်သုံးနေတဲ့ဩဃာတကတော်ကျိုးမှာနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုပါနိဗ္ဗာန်ကိုရရပါလို့ဤလို့ဒီလိုဆုတောင်းကြတာဟုတ်ပြီနော်သောသောကယောဂီများဩဃာတကတော်ကျိုးဆွလိုက်တော့နောက်ဆုံးနိဗ္ဗာန်ကိုရရပါလို့ဤဆိုတာမပါဘူးလားအဲ့ဒီမတိုင်ခင်ရှင်းနှမ်းမှာပါသေးတယ်ဤသို့ကရောရသောအကျိုးအားကြောင့်အပယ်၄ပါးရပြေ၈ပါးရန်သူမျိုး၅ပါးအခါခသိကင်းလွတ်ငြိမ့်သည်ဖြစ်၍မတရားခိုတရားဘုရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားနိဗ္ဗာန်ကိုဘယ်မှာထားတယ်နောက်ဆုံးထားတာဟုတ်လားအမြင့်ဆုံးပန်းနိုင်ကိုနောက်ဆုံးထားတာသို့တော့နော်နိဗ္ဗာန်ဒီတဘဝနဲ့ရရင်တော့ဟုတ်တာပေါ့နိဗ္ဗာန်မရမီစัจ जा တန္တရာကျင့်လျက်အောင်မယ်ဆိုရင်စိတ်မှာစုခဲ့တဲ့အပယ်လေးပါကတ်သုံးပါအစရှိတဲ့ဘေးဒီကင်းကျင်တယ်လွတ်ကျင်တယ်တဲ့သို့တော့ငါကဒီစန္ဒမရှိဘူးလားဒါကြောင့်လည်းပဲဒုမြတ်တာဤနိုင်ကုသိုလ်ပွဲလှုပ်တိုင်းဩဃာတကရောကျဆိုပြီးတဲ့အခါမှာဧကတကရောရသောအကျိုးအကြောင်းအပယ်လေးပါကတ်သုံးပါစသည်အပြင်ဒီဘေးဒီကနေလွတ်ကျင်တယ်တဲ့ရကျင်လားလွတ်ကျင်လားလွတ်ကောလွတ်ပြီလားမလွတ်ပဲနဲ့တဲ့တဲ့တို့နေတာဟုတ်တယ်မို့လားဒါအပယ်လေးပါတဲ့အပယ်တကာပိတ်ဖို့ဆိုတာကဗုဒ္ဓဘာသာနဲ့နံပါတ်1ရည်ရွယ်ချက်တော့နိဗ္ဗာန်မရောက်မီစကြသန္တရာကျင်လေရရင်ငရဲတိစ္ဆာဖြစ်တာအတုရကယ်လို့ခေါ်တဲ့အပယ်လေးပုံကိုဘယ်သူမှမရောက်ချင်ဘူးတဲ့ဒါကြောင့်အပယ်တကာပိတ်ဖို့သည်ဗုဒ္ဓဘာသာဝင်တို့ရဲ့နံပါတ်1ရည်ရွယ်ချက်အပေတကပိတ်ပြီးတော့ကောင်းမြတ်တဲ့လူဘဝနတ်ဘဝဗြဟ္မဘဝရဖို့သည်ဒုတိယရည်ရွယ်ချက်နိဗ္ဗာန်ရဖို့ဆိုတာကတော့အမြင့်ဆုံးတတိယရည်ရွယ်ချက်ဆိုရင်မှားပါမလားဟောပြီဒါကြောင့်ဘုရားတည်းအခုလူဘဝရနေကြပြီလူဘဝရတဲ့ကာလအပယ်၄ပါးဘေးကတော့သေချာပေါက်လွတ်နေကြပြီမလွတ်ဘူးလားနောငရတိစ္ဆာဖြစ်တာအတုရကဲလို့ခေါ်တယ်အပယ်လေးပုံကလွတ်နေကြပြီနောက်သံဃာကျင်လျာဦးမယ်ဆိုရင်ဆက်လက်ပြီးတော့လွတ်မြောက်ဖို့မလိုဘူးလားလိုတယ်ဟုတ်ပြီနော်နောက်တစ်ခါကတ်၃ပါးတဲ့ကတ်၃ပါးကတော့အခုတို့လူသားတွေခံစားကြရတယ်ကဘာသူကဘာသားတွေလည်းပဲကတ်ကြီး၃ပါးမကြော်နိုင်ကြပါအဲ့တော့ကတ်ကြီး၃ပါးတဲ့နော်ကတ်ဆိုတာကကပ္ပဆိုတဲ့စကားလုံးကနေဖြစ်လာတာကပ္ပဆိုတာကပါဠိစကားမြန်မာလိုပြောတော့အချိန်ပိုင်းတစ်ခုလို့ဒီလိုပြောတယ်ကပ္ပဆိုတဲ့စကားလုံးကိုမြန်မာမှုပြုလိုက်တော့အချိန်ပိုင်းတစ်ခုတဲ့အချိန်ပိုင်းတစ်ခုဒီနေ့မှာကာလမှာမြန်မာပြည်မှာလဲကြုံရတယ်ကမ္ဘာမှာလဲကြုံရတယ်အဲ့ဒါကိုကတ်လို့ခေါ်တယ်အဲ့ဒါကိုဘာလို့ခေါ်ကဲမပြောင်းပြန်ပြောမယ်ကပ္ပဆိုတာကပါဠိစကားမြန်မာလိုပြောတော့အချိန်ပိုင်းလို့ဒီလိုပြောတယ်ဟုတ်ပြီနော်အချိန်ပိုင်းတစ်ခုတို့မြန်မာပြည်သူပြည်သားတွေမကြုံရဘူးလားကဘာသူကဘာသားတွေကမကြုံရဘူးလားအဲ့ဒီလိုကြုံနေရတာကိုကတ်လို့ခေါ်တယ်အလုံးပြောကြည့်ဘာလို့ခေါ်ကတ်ဒီဘယ်နှပါးရှိ၃ပါးရှိတယ်ဟုတ်ပြီနော်အဲ့ဒီကတ်၃ပါးကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ကဒုဗ္ဗိခန္တရကဲပြောပါကပ်ပါလေဒ
ဒါကဇာလိုပြောတာမြန်မာလိုပြောရင်တော့ငတ်မွေခေါင်းပါအစာရှားခြင်းပြီလို့ဒီလိုနားလည်ကြရမယ်ဒဗိကန္တရကဆိုတာဗါလဲလေငတ်မွေခေါင်းပါအစာရှားခြင်းပြီနောက်တစ်ခါနံပါတ်2ကသက်ထန္တရကမြန်မာလိုပြောရင်တော့လက်နဲ့ပြီလို့ပြောတာလက်နဲ့စမ်းနေတဲ့တယောက်နဲ့တယောက်တဦးနဲ့တူတနိုင်ငံနဲ့တနိုင်ငံအသင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့တပ်ဖြတ်နေကြတဲ့ဘေးတနည်းပြောတော့လက်နဲ့ဘေးပေါ့အဲ့ဒီလက်နဲ့ဘေးကိုပဲဇာပေမှာမှတ်တမ်းတင်ထားတဲ့သတ္ထံတရကပြောပါကပါလေနောက်ပါဠိလေးတွေသိအောင်ပြောဒုဝိခံတရကသတ္ထံတရကပြောကြည့်ပါတယ်လေဒုဝိခံတရကသတ္ထံတရကနောက်နံပါတ်3ကယောဂံတရကတဲ့ပါတယ်လေယောဂန္တရကဆိုတာကယောဂဘေးကိုပြောတာယောဂန္တရကဆိုတာယောဂဘေးကိုပြောတာကဲပါဠိလိုပြန်ပြောရင်ဒုဗိခံတရကသတ္ထံတရကယောဂန္တရကတခါပြောကြည့်ရယောဂန္တရကဒုဗိခံတရကဆိုတာကငတ်မွေခေါင်းပါအစာရှားခြင်းဘေးကိုပြောတာသတ္ထံတရကဆိုတာကလက်နက်ဘေးကိုပြောတာယောဂန္တရကဆိုတာကယောဂဘေးကိုပြောတာဟုတ်ပြီနော်ကဲပြန်ပြောမယ်ငတ်မွေခေါင်းပါအစာရှားခြင်းဘေးလက်နက်ဘေးယောဂဘေးဘေးဘယ်နှမျိုးအဲ့ဒီဘေး3မျိုးကိုဘာလို့ခေါ်ကတ်ကြီး3ပါးလို့ခေါ်တယ်ဒါဖြင့်ကတ်3ပါးဒီဘာတွေပါလဲအမ်ဘီဒီရဲ့အော်ရီရူရဲ့မိုင်းတဲ့ရဲ့ကကြီးသုံးခုဟုတ်လားအဲ့လိုမလုံးနဲ့နော်ဒဗိကန္တရကသတ္ထန္တရကယောဂန္တရကမြမလိုပြောတော့ငတ်မွေခေါင်းပါအစာရှားခြင်းဘေးလက်နက်ဘေးယောဂဘေးကဲမြမလိုပြောကြည့်ပါဦးငတ်မွေခေါင်းပါအစာရှားခြင်းဘေးယောဂဘေးတဲ့ကဲစဉ်းစားကြည့်တို့လူသားတွေကဘာလေးပဲကြည့်လိုက်မြန်မာလေးပဲကြည့်လိုက်ဒီဘေးကြီး3မျိုးကြုံနေရတယ်လို့ပြောရင်မှားပါမလားတချို့နေရာတွေကုန်းစင်းတုံးတွေတက်လို့မို့ပရိသတ်ရအစာရည်သာရှားလာပြီဟုတ်ပြီနော်အဲ့တော့ဘုန်းဘုန်းတို့မှတ်မိတာကတော့ရှိတယ်ဒဗိကန္တရကငတ်မွေခေါင်းပါအစာရှားခြင်းဘေးကြီးကြပြီဆိုရင်တဲ့အရင်ဆုံးငတ်မှာကဖုံးကြီးနဲ့ခွေးတယ်ဗျဘယ်သူရဲတော့ဖုံးကြီးနဲ့ခွေးတယ်ဒါလည်းပဲစဉ်းစားကြည့်ဟုတ်တာပဲဘာကြောင့်လဲဆိုတော့ဖုံးကြီးကလည်းပဲနော်ပြည်သူလူတို့ကိုအမိပြုတ်ပြီးစားရတာလေနော်ခွေးဆိုတာကလည်းပဲပိုင်ရှင်ကိုအမိပြုတ်ပြီးတော့စားရတာဟုတ်ပြီနော်အေးဒါကြောင့်ငတ်မွေကောင်းပါအစာရှားခြင်းဘေးကြီးကြပြီဆိုလို့အဲ့ဒီဒေသအဲ့ဒီနေရာဖုံးကြီးနဲ့ခွေးကအရင်ငတ်တယ်တဲ့ဗျနော်ကျွတ်တော့မငတ်သေးဘူးနော်အောင်ဓမ္မဟိတရန်ကုန်မြို့မှာတော့နော်တကုံမြောက်ပိုင်းတော့ငတ်မွေခြင်းဘေးမကြသေးဘူးလို့ဒီလိုမှတ်ရမှာပေါ့သို့တော်လည်းပဲကိုမငတ်လို့မို့အစာရည်စားတနိုင်ငံလုံးဝတ်ပြီလို့မတွေးလိုက်နဲ့တချို့နေရာတွေမှာအစာမဝပါဟုတ်ပြီနော်အစာမဝဘူးအခုရေဘေးကြုံတော့ပို့ဆိုးတာပေါ့နော်အစာရည်စားတွေနော်ရေတို့ကြီးကလွန်မိုးနေတဲ့ချင်းမိကမွေးမရတော့အစာရည်စားလွယ်လွယ်ကူကူစားလို့ရသေးလားမရတော့ဘူးနော်ငတ်မွေကောင်းပါအစာရှားခြင်းပဲကြီးကြလားကဘာကိုနည်းနည်းလေးမျက်စိပွင့်ကြည့်လိုက်လွန်ခဲ့တဲ့10နှစ်ဝန်းကျင်ကအီသီယိုပီးယားနိုင်ငံဂျာတီဥရုကနော်ဖောက်ပြန်မိုးကောင်ရေရှားဖြစ်လာတော့တဘာဝအလျောက်ဖြစ်ပေါ်လာတဲ့တိဏ္ဍနီကလည်းပဲဖြစ်ထွန်းမလားအဲ့တော့တနိုင်ငံလုံးအားလုံးအငတ်ဘေးကြီးဆိုင်လာတယ်ဆိုင်လာတော့တနေ့နော်စစ်တမ်းအရာနိုင်ငံသူနိုင်ငံသားတွေသည်နော်စံပြုတ်တယောက်ကြုံမြပဲတောက်ခွန်ရတယ်တဲ့ထမဲမဖို့တော့စံပြုတ်ဟုတ်ပြီနော်အေးကမ္ဘာကုလသမဂ္ဂစားနပ်ရိက္ခာပြေဝေတဲ့နေရာတွေတော့ရှိပါရဲ့သို့တော့တနိုင်ငံလုံးလွှမ်းခြုံနိုင်လောက်အောင်ဒီသူတို့တွေမပေးဝေနိုင်ဘူးအဲ့တော့မဖြစ်လာလေပိုက်ပုံနိုင်ငံလေးတွေဖြစ်လာတယ်မစားရတာကြာလာတော့လူတွေကသေးလာတယ်တစားအတုံးယုံသေးတာတွေကများလာတော့ယောဂါတွေကလည်းပဲပို့ပြီးတော့ကုသများလာတယ်နော်အပူပေါ်ပူဆင့်လာတော့အီသီယိုပီးယားနိုင်ငံအများကြီးတည်ကြည်ပျက်စီးကြတာအဲ့ဒီထဲမှာသမိုင်းတွင်ခဲ့တဲ့ဓာတ်ပုံလေးတစ်ပုံရှိတယ်အသက်73 14ရွယ်မိန်းကလေးတစ်ယောက်
2 မိုင် 3 မိုင်လောက်မှာစန္ဒရိတ်ခါကမစန္ဒရိတ်ခါကနေစန္ဒရိတ်ခါတွေပြေးဝတယ်ဆိုတဲ့စကားလေးကြတော့သူ့ရွာကနေအစာရကျင်လွန်းလို့အဝတ်ပါလားအထက်အောက်အဝတ်မပါတရွတ်ရွတ်နဲ့မတ်တန်မသွားနိုင်တော့ခြေတော့တရွတ်ဆွဲပြီးတော့သူသွားရှာတယ်နော်အစာရည်စာကမရှိတော့သူမောပန်းလာအဲ့တော့မောပန်းနဲ့အမူအရာလေးနဲ့ခိတ္တခဏနားနေတယ်အဲ့ဒီအချိန်မှာနောက်ကနေလင်းတာတကောင်ကစောင့်နေတယ်တဲ့ဒီကောင်သေးရင်ငါစားမယ်ပေါ့တနိုင်ငံလုံးလည်းပဲဒီလိုစားတော့နေကြတော့လင်းတာကနောက်ကနေစောင့်နေတာအဲ့ဒါကိုကမ္ဘာသတင်းတောက်တအူးကမြင်သွားတယ်အမေရိကန်သတင်းတောက်မြင်သွားတော့ရှေ့ကအစာရည်သာရလို့ဆိုနဲ့စားနဲ့ရိတ်ကပြေးဝတဲ့နေရာကိုတရွတ်တိုက်သွားနေတဲ့မိန်းကလေးအဲ့ဒီနောက်ကသူတည်တဲ့အချိန်ကိုစားတော့ဖို့စောင့်နေတဲ့လက်ထတကောင်အဲ့ဒါလေးကိုမှတ်တမ်းတင်တပုတ်ရိုက်ပြီးတော့ကဘာကိုဖြန့်လိုက်တာဖြန့်လိုက်တော့ဟာအီသီယိုးပီးယားနိုင်ငံတလောက်တော့စိုးဝါးနေသလားဆိုကဘာကြီးကသိသွားတယ်သိသွားတာနဲ့တပြိုင်နက်စန္ဒရိတ်ကတွေထောက်ပံ့ကြတယ်ထောက်ပံ့နာနဲ့နောက်ကနောက်ဆက်တွဲပပလက်ဒီဓာတ်ပုံဆရာစိတ်ဝင်စားတာပေါ့ဒီကလေးလေးကိုစန္ဒရိတ်ကပြေးဝတဲ့နေရာပို့ခဲ့သလားမပို့ခဲ့ဘူးလားပြဿနာဖြစ်လာတယ်အဲ့တော့ငါးသားဆိုရင်ဓာတ်ပုံရိုက်မယ်ဆိုငါရောက်အောင်ပို့ပဲအဲ့တော့ဒီဓာတ်ပုံဆရာပို့ကောပို့ရလားလို့ဟောဒီလိုဝေဖန်တိုက်ခိုက်ကြကလေးလေးကဆုံးသွားတာကိုဝေဖန်တိုက်ခိုက်ကြတယ်အဲ့ဒီဝေဖန်တဲ့ဒဏ်ကိုမခံနိုင်တော့ဓာတ်ပုံကတော့အမြင့်ဆုံးပုလိဇန်စုရတယ်တဲ့သို့တော်လည်းပဲဓာတ်ပုံရိုက်တဲ့ဓာတ်ပုံဖန်တီးရှင်ကတော့ဝေဖန်တဲ့ဒဏ်တွေမခံနိုင်တာရောဒီကလေးလေးကိုစားနဲ့ရိတ်ကဌာနငါရောက်အောင်ပို့ခဲ့ရင်လူအသက်တကြောင်ကဲတင်ရရောက်တယ်သူလည်းပဲအသက်မသိငါလည်းပဲကုသိုလ်ရမှာအခုတော့ငါမပုတ်ခဲ့မိတာငါမှားတယ်ဆိုပြီးတော့သူ့ကိုယ်သူအသက်တည်သွားတယ်စူးစိုက်လုပ်သွားတယ်ဒါကကဘာမှာဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုအဲ့ဒီပုံတွေ YouTube မှာ live မှာရှာကြည့်ပါခုချိန်ကြီးရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ပြောလို့ရင်ကငတ်မွက်ခေါင်းပါအစာရှာခြင်းဘေးကြီးကြလာပြီဆိုလို့ရှိရင်ကုံစင်းနှုံးတွေကအလိုလိုတက်လာတယ်ကုံစင်းနှုံးတက်တော့တာမတ်ချီကလူရန်စားသည်မိမိတို့ရရှိလာတဲ့လာစာရိတ်ခါနဲ့လောက်ငတ်အောင်မစားနိုင်တော့ဘူးမစားနိုင်တော့စားရည်တောက်တာကန္တမှာတစတစလျှော့လျှော့လာရတယ်လျှော့လာတော့ဟောအစာရည်စာမပြည့်တော့ကိုခံအားကနေကိုခံအားကနေတော့လူတွေအတုံးအယုံသေးကြတယ်တဲ့ဗျာဒီကက်ကိုဘာလို့ပြောလဲမေးရင်ဒုဗိခန္တရကက်ပြောကြည့်ဘာကလဲဒုဗိခန္တရကက်မြန်မာလိုပြောတော့ငတ်မွေခေါင်းပါအစာရှာခြင်းပြီခင်ဗျားတို့ကြုံကျင်ရဲ့လားအေးဘယ်သူမှမကြုံကျင်ဘူးဒါကြောင့်မို့ဗုဒ္ဓဘာသာဆုတောင်းကြတာနော်ကတ်3ပါးကနေလွတ်ပါရစေလွတ်မြောက်ရပါလို့ဤဆုမတောင်းကြဘူးလားအေးဆုတောင်းကြတာအဲ့ဒီတော့ဘုန်းဘုန်းတို့ဒီကတ်တွေဘာကြောင့်ကြသလဲမေးစရာရှိတယ်ဟုတ်ပြီနော်အဲ့တော့ကိုရေဘေးကြီးဗမာပြည်မှာရေဘေးကြီးကျွန်တော်မကြုံဘူးလောက်အောင်ထူးခဲ့တဲ့မြန်မာပြည်အလဲပိုင်းလို့ဒေသမှာတောင်မှတချို့ရွာလုံးကျွတ်ပြတ်သွားကြဟုတ်ပြီနော်အေးနော်လူပေါင်းလည်းပဲစရင်အရာ900ကျော်သွားပြီသေဆုံးတာနော်စရင်မပါတဲ့လူတွေလည်းရှိလေအောင်ပဲအခုဘေးခဲ့တဲ့တော်သလင်းလာပြည့်ကဘုံဘုံကျောင်းမှာရန်ကုန်ကျောင်းမှာတရားစခန်းပြီးတယ်တရားစခန်းပြီးတော့ရေဘေးအတွဲဆိုပြီးတော့ဘုံဘုံဆောင်ရွက်တာနော်အဲ့တော့ရမဲသိမ်းမျိုးနဲ့တပြေပင်ကြီးပါလို့ရွာလုံးကျွတ်ပြတ်တဲ့ဒေသတွေအပါဝင်စုစုပေါင်းဘုံဘုံ85သိန်းခွဲလူကွန်ရခဲ့တယ်နောက်ကလည်းပဲလူတဲ့လူရှင်တွေရှိပါတယ်သို့တော့အခုဘုံဘုံကအခုလိုတရားပွဲတွေသွားလာလို့ရမယ့်ကဏ္ဍတွေရှိတော့နော်တခဏနားထားတာဟုတ်ပြီနော်အဲ့ဒီထဲမှာတချို့မိသားစုတွေတိုက်ရိုက်ဆက်သွယ်ပြီးတော့တမိသားစုလုံးပျောက်သွားတဲ့နော်ပုဂ္ဂိုလ်တယောက်ရှိတယ်ကတ္တအေးရွာတဲ့တခါကြီးဥယေကဲဥယံကုံသူ့ကိုလည်းပဲဘုံဘုံက9သိန်းနော်ဆက်သွယ်ပြီးတော့လူတန်းပြီတချို့ကလည်းမိသားစုဝင်4ယောက်တည်သွားတယ်ကလေးလေးတယောက်ပဲကျန်တယ်သူ့လည်းပဲ9သိန်းစသည်အဲ့ဒီလိုနေရ9နေရဟုတ်ပြီနော်အဲ့တော့စုစုပေါင်းလိုက်တော့80နော်9သိန်းခွဲဒါဘုံဘုံလူတန်းပြီးခဲ့တယ်အဲ့တော့နှမ်းတစ်လုံးကြောင့်စီမဖြစ်ပေမဲ့လို့နှမ်းနေစုပများလာရင်တော့စီဖြစ်နိုင်တာပေါ့အဲ့တော့ပြောလို့ရင်းကအခုလိုဘေးကြီးတွေကြလာအပေါ်ယံကြီးလိုက်ရင်တော့မိုးကြီးလို့ရေရှမ်းလို့မုံတိုင်းတိုက်လို့ဆယ်ရီကျိုးကြလို့ဒီလိုပြောလိုက်မယ်ဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးကအခုလိုကက်ကြီး3ပါးကြုံလာသည်လူတွေရဲ့ကိလေသာစိတ်ကြောင့်ပဲတဲ့
ဘာကြောင့်လဲလူတွေရဲ့ကိလေသာစိတ်ကြောင့်နေဗျအခြေခံအကျဆုံးကိုပြောလိုက်တာဟုတ်ပြီနော်ဆယ်ကျိုးတာအကြောင်းရင်းလို့မဟုတ်ဘူးလို့တော့ပြောတာမဟုတ်အကြောင်းတစ်ချက်တော့ပန်လိုက်မယ်သို့တော်မြတ်စွာဘုရားကတပ်ပညုတရွှေဉဏ်တော်ကြီးနဲ့ဖြန့်ကျက်တွေးခေါ်ပြီးတော့ဟောကြားလိုက်တဲ့ကတကယ်အတွန်းကတော့လူတွေရဲ့ကိလေသာကြောင့်တဲ့ဒီဘေးတွေကြုံရတာဟုတ်ပြီနော်လူတော်လောဘကြီးကာလ၌လူတော်လောဘကြီးကာလ၌ဒုဗေခဘေးငမွေရိပ်ကြောင့်ရိုးဖွေတောင်းမြပျက်စီးကြ၏တဲ့လူတွေလောဘကြီးလာရဲ့အငတ်ဘေးကြီးစိုက်တတ်ပါတဲ့လူတွေလောဘကြီးလာရဲ့အငတ်ဘေးကြီးစိုက်တတ်တယ်ဒါဖြစ်ရင်ငတ်မွေခေါင်းပါအစာရှားခြင်းဘေးကြီးကြုံရတယ်ဆိုတာလူတွေရဲ့လောဘကြောင့်ပေါ့ဘာကြောင့်လဲနော်မြင်လည်အောင်ပြောမယ်ဘုံဘုံတို့လူသားနဲ့တဘာဝပတ်ဝန်းကျင်ဆိုတာအမြဲတမ်းအမိတဟဲပြုတ်နေရတာခင်ဗျားတို့ဒီနေ့အသက်ရှင်နေကြတယ်ဘာကြောင့်အသက်ရှင်တယ်လဲအောက်ဆီဂျင်ရှုခွင့်ရနေလို့အောက်ဆီဂျင်ပြတ်သွားရင်နော်စက္ကန့်ပိုင်းပဲကြတယ်လူတွေအသက်သေးတယ်ဟုတ်ပြီနော်ဘုံဘုံတို့ကိုဗစ်ကာလယောဂကြီးဖြစ်တဲ့တချို့အောက်ဆီဂျင်မရှိပါဘူးလေအောက်ဆီဂျင်ရှာမရတော့လူတွေအတုံးယုံမသေးကြဘူးလားနော်သေးကြတာပေါ့အဲ့တော့အဲ့ဒီအောက်ဆီဂျင်ကိုဘယ်သူကထုတ်ပေးလဲလို့မေးရင်ခင်ဗျားတို့တို့ရဲ့အနီးဝန်းကျင်မှာရှိတဲ့သစ်ပင်တွေကထုတ်ပေးတာဘယ်ကထုတ်ပေးလဲသစ်ပင်တွေကနော်ဘယ်ကနေရှင်သန်လဲလို့မေးတယ်လူတွေစွန့်ပြစ်လိုက်တယ်နှက်သလိတ်တွေနော်ကျင်ကြီးတွေကျင်ငယ်တွေဓာတ်တွေကိုကာဗွန်ဒိုင်အောက်ဆိုက်တွေအညစ်အကြေးတွေကိုသူတို့ကစုပ်ယူပြီးတော့သူတို့ကရှင်သန်ရတယ်အဲ့လိုရှင်သန်လာတဲ့သစ်ပင်ကနေအောက်ဆီဂျင်နဲ့လက်ဆက်တဲ့လေကိုထုတ်လွှင့်ပေးလိုက်တယ်အဲ့ဒီလေကိုဒုံများကရှုတာရှုပြီးတော့အသက်ရှင်ခွင့်ရတယ်ပေါ့ဟုတ်ပြီနော်ဒါကြောင့်ပြောတာနော်သစ်ပင်ခုတ်ရင်ကိုတတ်တာနဲ့အတူတူပဲဟုတ်ပြီနော်ဖယားကလည်းပဲဘာပြောလဲဆိုတော့ဘုန်းတို့ရဟန်းတော်တွေဗုဒ္ဓဂါမပါဠဗျတ္တယပစိတ္တိယံတဲ့ကြီးဝါစေကြီးဝါလက်တံဖြစ်တဲ့မြတ်သစ်ပင်တွေကိုဖြတ်စည်းရင်ပါစိတ်အာဘသင့်နေအပြစ်ရှိတယ်လို့ဘုရားကဒီလိုပြောတာအဲ့ဒီမှာဘယ်ကဖြစ်လဲဆိုတော့စတုမာရဲ့နတ်ဘုံမှာပါတဲ့ရုပ်ကစိုးနတ်မတယောက်အဲ့ဒီနတ်မမှာသူ့မှာကလေးတယောက်ရှိတယ်အဲ့တော့ယဟန်တော်တစ်ပါးကသစ်ပင်တွေခုတ်တော့နော်သူ့လက်ထဲကဓာတ်နဲ့ပစိန်နဲ့သစ်ပင်ကိုခုတ်တယ်ခုတ်တော့နတ်သမီးကတောင်းပန်တယ်မခုတ်ပါနဲ့ဒီသစ်ပင်ဒီငါတို့ရဲ့ဘုံဗိမ့်မှာအဲ့တော့ခုတ်ပါလေလို့တောင်းပန်တယ်ဒါပေမဲ့ယဟန်တော်ကတောင်းပန်လို့မရတော့ဩငါကလေးကိုမြင်ရင်တော့ကရုဏာစိတ်မေတ္တာစိတ်သက်ဝင်ပြီးတော့ရှေ့ဆက်သစ်ပင်ကိုခုတ်မှာမဟုတ်ဘူးဘုံဗိမ့်မှာဖြတ်စည်းမှာမဟုတ်ဘူးလို့ဒီလိုတွေးပြီးတော့ကလေးလေးကိုလက်ကဆွဲပြတာအဲ့ဒီလိုပြလိုက်တဲ့အချိန်ယဟန်ကလည်းပဲလွှဲပြီးတော့အခုတ်နဂလေးလေးရဲ့လက်တစ်ဖက်ပြတ်ကျသွားတယ်တဲ့အဲ့ဒီတော့သားကိုထိခိုက်လာတော့နတ်သမီးနော်စတုမာတဲ့နတ်ဘောအနွယ်ပါတဲ့ဒုက္ခစိုးနတ်မကဒေါသထွက်တာပေါ့ဒေါသထွက်တော့ဒီယဟန်ငါတတ်မယ်ဆိုပြီးတော့တတ်ဖို့လှုပ်တာအဲ့ဒီချိန်မှာစိတ်ထိန်ကရိယာလေးတက်လိုက်တယ်ဩသူ့ရဲ့ဆရာဖះဆိုတာရှိတယ်အဲ့တော့ဖះကိုငါရှောက်မှတော်မယ်ဆိုပြီးတော့ဒေါသကိုသူမျိုးသိလိုက်တယ်ထိန်လိုက်တယ်ထိပြီးတော့ဖះသွားရှာတာအရှင်ဖះရဲ့တပည့်ရန်တပါးနော်မစင်မကျန်ခောက်လိုက်တဲ့အတွက်တပည့်တော်ရဲ့သားကလေးအခုလက်ပြရတယ်ဖြစ်စဉ်ကိုပြောပြတော့ဖះကမေးတယ်သင်ချစ်သမီးတဲ့ဒီယဟန်ကိုတတ်ဖို့ကြံတဲ့ဒေါသကိုထိန်လိုက်တဲ့ဘလောက်တောင်ခက်ခဲတယ်လေလို့ဘုရားကမေးတာမမဘုရားဥပမာပေးရရင်မြင်းလေးကောင်ကတဲ့ယထာမြင်းရှိကောင်ကတဲ့ယထာအရှိန်ဟုန်နဲ့ပြီးသွားတဲ့အခါရုပ်တရက်ဇက်ကိုတက်ပြီးရက်လိုက်ရတယ်လို့ပဲဖယားအင်မတန်ခက်ခဲတယ်လို့ပြောတာနော်ခင်ဗျားတို့မြင်းနေမောင်းကြည့်ဗောဗျမြင်းလဲတွေဟုတ်လားနော်အဲ့တော့အရှိန်ဟုန်နဲ့ပြေးနေပြီးရုပ်တရက်ဇက်တက်လိုက်ပြီဆိုလို့ရှိရင်ဟောနောက်ကိုချင်းနှလန်းသုံးလပြန်ဆုပ်သွားတာသိရခက်တယ်နော်ဒါကြောင့်ဒေါသမထိန်တယ်လို့ပြဿနာပေါင်း16000ကြုံနေကြရတာအဲ့လောက်ဒီခက်ခဲတဲ့ဖယားလို့ပြောတော့ဖယားကတာရုခေါ်တယ်တာရုခေါ်ပြီးတော့ငါတို့ဇေတဝန်ကျောင်းထဲမှာမနေ့ကမှတော့နတ်သက်ကြွေသွားတဲ့ဒုက္ခစိုးနဲ့တယောက်ရှိတယ်အဲ့ဒီဘုံဗိမာန်လွတ်နေတယ်ဒါကြောင့်သင်ရဲ့အထက်နမင်းကြီးလေးပါးကခွန့်ပန်းပြီးတော့ဒီနေရာမှာနေပါလို့ဖယားကခွန့်ပြုတ်လာတော့ဘုံဗိမာန်အစားပြန်ရရှာတယ်ဟုတ်ပြီနော်အဲ့ဒီနေ့ကစားပြီးတော့ဗုဒ္ဓဂါမပါဠဗျတ္တယပစိတ္တိယံ
ជីဝစေជីဝလက်တံဖြစ်တဲ့မြတ်သစ်ပင်အပေါင်းကိုဖြည့်ဆည်းရင်ပါစိတ်အာဘက်အသင်စေလို့ဘုရားကဥပဒေနဲ့တားမြစ်ချတာအဲ့ဒီကလေးကတဘာဝစိမ့်လန်းစုပြီးဆိုတာဘုရားကစတာဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့တန်ဃာတော်တွေကိုမြက်ကလေးတောင်မှနှုတ်ခွန်းမပေးဘူးဒါဆိုခင်ဗျားတို့သဘောပေါက်ဖို့ဘုရားဘလောက်တဘာဝကိုချစ်တယ်လဲပတ်ဝန်းကျင်ကိုချစ်တယ်လဲသစ်ပင်ကိုတန်ဖိုးထားတယ်လဲဆိုတာဒါရင်မို့သေးဝဏရောပသမအာရမရောပဝဏရောပတဲ့ချက်သားတို့ချက်သမီးတို့အယံနေစိုက်ပြိုးကြတယ်အယံဆိုတာကသစ်သီးအယံပန်းအယံသီးပင်စားပင်နေစိုက်ပြိုးကြပန်းပင်နေစိုက်ကြလို့ဒီလိုပြောတာဟုတ်ပြီနော်ဒါဖြစ်ရင်တော့သီးပင်စားပင်စိုက်တာဘုရားကအာမပေးဘူးလားတာတို့မခေါ်ဘူးလားနောက်တကဝဏရောပတဲ့သစ်ပင်နေလေစိုက်ကြတဲ့တောတွေမပြုံးစေနဲ့လို့ဒီလိုပြောတာဟုတ်ပြီနော်ဒါကြောင့်တဘာဝစိမ့်လန်းဆိုပြေရုဆိုတာမြတ်စွာဘုရားကစတယ်ဆိုတာမသေးကြဘူးလားတို့ရဲ့တပည့်ပရိသတ်ကိုလည်းတန်ဃာတော်တွေကိုလည်းမြတ်တဲ့ဘမကိုမဖြတ်စည်းရဆိုပြီးတော့သစ်ပင်ကိုချစ်တတ်အောင်ဥပဒေထုတ်ပြန်ပြီးတော့ဆုံးမခဲ့တာမရှိဘူးလားဒါဘာကြောင့်လဲဆိုတော့တောတဘာဝနဲ့တဘာဝတရားနဲ့လူတွေသည်တဦးနဲ့လူတယောက်နဲ့တည်းအမိတဟဲပြုတ်နေရတာဖြစ်တဲ့အတွက်တန်ဖိုးကြီးတယ်ဆိုတာသိလို့ပေါ့အဲ့ဒါမသိကြတော့ဘာလို့ကြလဲဆိုတော့လူတွေကလောဘကြီးလာတာလောဘကြီးလာတော့ငါသားစားဖို့ငါမယားစားဖို့ငါမိသားစုကောင်းစားဖို့ဆိုပြီးတော့ဟောသစ်တွေခုတ်တယ်သစ်ပင်တွေမခုတ်ဘူးလားနိုင်ငံတော်ကတော့ဥပဒေနဲ့တားမြစ်တာသစ်တပင်ခုတ်ထောင်ပနှစ်တော့သစ်တပင်ခုတ်ထောင်သုံးနေတဲ့ဇာရေးဆရာတွေကတော့တော့ဟောပြောဝဲတွေမှာဟာတပြောကြတဲ့သစ်တပင်ခုတ်ထောင်သုံးနေတတော်လုံးခုတ်တော့လွတ်တယ်တဲ့တတော်လုံးခုတ်တော့လွတ်တယ်တဲ့ဇာရေးဆရာတွေပြောတာဟုတ်တာဗောဗျသူတို့တတော်လုံးခုတ်ပြီးတော့ကျွန်းအရင်နေဆိုရင်နိုင်ငံခြားအိတ်စုပို့လာရလာတာဒီသူတို့ကအိတ်ထဲသူ့မိသားစုကောင်းစားဖို့ဒီလိုလုပ်ကြတာဟုတ်ပြီနော်ဘုန်းဘုန်းတို့ရခိုင်ဒေသသာသနာပြုကြအဲ့ဒီမှာရောက်တော့ဘာလုပ်ကြလဲမီးသွေးဖုတ်ကြတယ်မီးသွေးဘယ်ကရလဲထင်းကရထင်းဘယ်ကရလဲသစ်ပင်ကရတယ်ဒီချာနာထောင်နော်နောက်တကအုပ်ဖုတ်ကြတယ်အုပ်ဖုတ်တဲ့အခါမှာထင်းမလိုဘူးလားထင်းလိုတော့ထင်းရှာရအဲ့ဒီထင်းဘယ်ကရသစ်ပင်ကရတယ်ဟုတ်ပြီနော်အဲ့တော့နိုင်ငံခြားကဇဝဲတင်အလှပပစ္စည်းတွေဥပမာသိင္ကတ်တို့ကြားရုပ်တို့စသည်အပြင်အလှပတွေတနည်းပြောတော့လူတွေရဲ့ဇိမ်ခံပစ္စည်းတွေလူတွေရဲ့လောဘလောဘကိုဖြည့်ဖို့အတွက်ဟုတ်လားအဲ့တော့တစ်တွေလိုအပ်လာတော့ဟောမြန်မာပြည်တွေကတစ်တွေခိုးထုတ်ကြတယ်ဟုတ်ပြီနော်အဲ့တော့နိုင်ငံရေးပြောနေတာမဟုတ်ဘူးတဘာဝကိုပြောပြနေတာအဲ့ဒီလိုလောဘတွေကြီးလာတော့ဩသစ်ပင်တွေကမရှိတော့တောတွေကပြုံးလာတယ်တောပြုံးလာတော့တော့ရာသီဥတုကြက်တရာနက်ခတ်တွေကအသွားလာပြီးကျက်သွားတယ်ရာသီဥတုမမှန်တော့ဘူးရာသီဥတုမမှန်တော့မိုးလိုတဲ့နေရာမိုးမရွာဘူးမလိုတဲ့နေရာကျတော့ရေကြီးသွားတယ်သဘောပေါက်သလားဘယ်သူလောက်တာပါလိမ့်လူတွေလောက်တာလူတွေကိုဘယ်သူကခိုင်းလောဘကခိုင်းတာပြောဘယ်သူကခိုင်းဒါကြောင့်လူတော်လောဘကြီးကာလ၌ဒုဗေကပိငမွေကြီးကြောင့်ရိုးဖွေတောင်းမြမျက်စိကြ၏တဲ့လူတွေလောဘကြီးလာရင်ငတ်မွေခေါင်းပါအစာရှားခြင်းဘေးကြီးကြာရောက်တတ်ပါတဲ့သဘောပေါက်သလားမြင်ရောမြင်ရလားစိတ်ထဲမှာရောခံစားမိရလားဒါဆိုရင်သစ်ပင်တွေကိုချစ်ရမယ်ဟုတ်ပြီနော်ခင်ဗျားတို့နော်ဒူဘိုင်းမှာကန်တာရအင်မတန်မှနော်သစ်ပင်ရှားတဲ့နေရာရာသီဥတုကလည်းအင်မတန်မှပူတာပူလို့ဘာလို့လဲနီးပညာနဲ့သူတို့မိုးအတုတွေဖန်တီးရတယ်မိုးအတုရွာတာနော်ခင်ဗျားတို့ခုပူတယ်မို့လားအဲ့ဒီနီးပညာနဲ့တညလောက်တော့တရားစခန်းပြီးတဲ့အထိမိုးလေးရွာရင်ကောင်းမယ်အခုမိုးမရွာတော့ပူလာပြီလေအဲ့ဒီမှာမိုးအတုရွာတယ်တဲ့ဗျာတော့မိုးအတုရွာတော့နီးပညာကိုသူတို့မထိန်နိုင်တော့မိုးတွေကနှစ်ဆသုံးဆပိုးရွာလေမုန်တန်းတွေကတိုက်တော့လေရင်တွေဆိုဆင်းလုံးလိုက်လေထဲမှာပါတာသင်္ဘောကြီးတွေလည်းဒီတိုင်းပဲဆင်းလုံးလိုက်ပါသွားတာဟုတ်ပြီနော်ဒါကြောင့်အဲ့ဒီနိုင်ငံတွေကအဲ့ဒီမြို့တွေကသစ်ပင်သိပ်ချစ်တာဥပမာဆိုကြပါစို့နော်အဲ့တော့သစ်ပင်တစ်ပင်ကိုခုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီသစ်ပင်မခုတ်နဲ့
နော်နေရရွှေ့ရတယ်တစ်ပင်ကိုအောက်ကနေအလုံးလိုက်အမြစ်ကနေနော်ပဖိုးတွေနဲ့ကုတ်ပြီးတော့တနေရာကိုပြောင်းပြီးတော့စိုက်ပေးရတယ်စိုက်ပေးုံနဲ့မှကနောက်ထပ်တစ်ပင်အသစ်တစ်ပင်မှစိုက်ပြုတ်ပေးရတယ်ဘာကြောင့်လဲသူတို့နိုင်ငံကပူတာဟုတ်ပြီနော်အဲ့တော့တစ်ပင်တွေမရှိတော့ရာသီဥတွေကဖောက်ပြန်ရာသီဥတွေကဖောက်ပြန်တော့ဟောမိုးမလိုတဲ့နေရာမိုးရွာမိုးလိုတဲ့နေရာကျတော့မိုးကမရွာအသီးနှံအထွက်တို့တွေကနဲဟုတ်ပြီနော်အသီးနှံထက်တို့ကနဲတော့စာရေးတောက်တာတော့ခက်ခဲလာတယ်အစာရည်သာရှားလာတယ်ရှားလာတော့လူတွေငတ်တာပေါ့သဘောပေါက်သလားအေးဒါကြောင့်ဒုတော်စင်တွေမှတ်သားရမသည်ငတ်မို့ခေါင်းမအစာရှားခြင်းပေးကြီးကြရာသည်မြတ်စွာဘုရားကအတွန်းကြကြပြောတဲ့လူတွေရဲ့လောဘကိလေသာကြောင့်ဘာကိလေသာကြောင့်အေးငတ်မို့ခေါင်းမအစာရှားခြင်းကြလို့မို့လူတွေအတုံးရုံနဲ့သိကြပြီဆိုရင်ရုပ်ဖွေးတောင်းမြပျက်စီးကြ၏တဲ့အယိုးတွေတောင်းပုံရပုံဖြစ်လာပြီအယိုးတွေတောင်းပုံရပုံဖြစ်လာပြီဆိုတဲ့အခါကျတော့ဘာရီထကြွတောင်းကြတယ်လေဆိုတော့မမြင်အပ်တဲ့ဖုတ်ပြိတ္တာမြေပုံဘလူအစရှိတဲ့မကောင်းဆိုးဝါးတွေကထကြွတောင်းကြနေတဲ့လူတွေသေးကြတော့အဲ့ဒီအပုတ်အဆက်အနက်နေသူတို့ကရတယ်အဲ့တော့မမြင်အပ်တဲ့ဖုံးစိတ်စုံပြိတ္တာမြေဘလူအစရှိတဲ့နော်တရက်တပတ်တွေကအပုတ်ဆက်ကြိုက်ကြတော့လူတွေရဲ့အလောင်းတွေစားလို့မဝတော့သေလူမျိုးပါပုဂ္ဂိုလ်တွေသူတို့ကသိအောင်လို့ဟုတ်ပြီနော်ပို့ပြီးတော့တည်သွားကြတာပို့ပြီးတော့ပျက်စီးကြတယ်ဥပမာဝေသာလီပြီပေါ့ခင်ဗျားတို့ပြောကြတယ်လေနော်အစားတော့ကျူးတဲ့လူဆိုဝေသာလီဘလူးစီးသလိုပဲတဲ့ပြောကြတာမရှိဘူးလားအေးအဲ့ဒါပြောတာငတ်မွေကောင်းပါအစာချပင်ကြီးကြလာပြီဆိုလူတွေအတုံးယုံသေးတဲ့အနေထားမှာဟောဘလူးစားရှိတဲ့နော်မကောင်းသောတရိစ္ဆာန်တွေမကောင်းသောပုံကိုယ်တွေကနှောက်ယှက်ဖြစ်စည်းကြတော့ပုံမပြီးတော့နှစ်ဆတည်သွားတယ်အဲ့တော့ကမ္ဘာလောကကြီးပျက်စီးတာပေါ့ဟုတ်ပြီနော်အေးဒါကြောင့်မို့လူတော်လောဘจิกာလ၌ဒုဗေခပိငမွေရည်ကြောင့်ရုပ်ဖွေတောင်းမြပျက်စီးကြ၏တဲ့ပရိသတ်ရေအဲ့တော့အယိုးတွေတောင်းပုံရပုံမဖြစ်ခြင်းယငမွေခေါင်းပအစာရှားခြင်းပေးခြင်းမကြုံခြင်းယလောဘကိုထိန်ရမယ်ဗာထိန်ရမယ်ဟုတ်ပြီနော်တစ်ပင်နဲ့တက်နိုင်စုံမခုတ်ကြနဲ့ဟုတ်ပြီနော်အင်ဒိုနီးရှားနိုင်ငံမင်္ဂလာဆောင်တစ်ခုရှိရင်အဲ့ဒီဇုံတွေကိုဥပရိယတစ်ပင်တစ်ပင်ဆက်ရတယ်တဲ့တို့နိုင်ငံလည်းအဲ့ဒီလိုရမကောင်းဘူးလားနော်ဇုံတွေမင်္ဂလာဆောင်ရင်တစ်ပင်တစ်ပင်ဆက်ရတယ်တဲ့မဆိုင်မနေရဆက်ရတာခင်ဗျားတို့ဝါကျွတ်တော်မယ်ဝါကျွတ်ရင်ကြားတော်မယ်လေတံဘောနဂယရဏနိတုံရွှေဥသာမလေးမင်္ဂလာဆောင်နေပေါ်မှာပေါ်ဟုတ်လားပေါ်ပြီးတော့သူတို့ကတစ်ပင်တော့မပွားဘူးကလေးပဲပွားလာမှာဟုတ်လားအဲ့တော့အဲ့ဒီလိုဥပဒေလေးထုတ်ပြန်ရင်ကောင်းတာပေါ့မဖြစ်မနေတစ်ပင်ဆိုင်အခုရေဘေးကြီးကြုံလာတော့တစ်ပင်တွေကကယ်လို့အသက်ရှင်တဲ့လူတွေအများကြီးနော်ခင်ဗျားတို့သတင်းတွေဖတ်ရတယ်မို့လားရေတို့ကြီးလွမ်းလာတာအခုတက်တဲ့ရေတို့ဒီနော်ပေ30တိရှိတယ်ဟုတ်ပြီနော်တပြေပင်ရွာဆိုတရွာလုံးပျောက်သွားတာအဲ့ဒီလိုကြုံလာပြီဆိုလို့မိဘနဲ့တန်းလင်းအောင်ကြတဲ့ဇနီးမယားတယောက်နဲ့တယောက်ကယ်နိုင်သေးလားမကယ်နိုင်တော့ဘူးဗျာနော်ကိုယ့်ဘာသာအသက်လွတ်ယုံပြီးတော့ရှောင်ကြရတာတိမ့်ကြရတာအဲ့ဒါကိုကတ်လို့ခေါ်တယ်သို့တော်လည်းအမြဲကြုံလာလို့ဆိုတော့မဟုတ်ဘူးကပ်ပတ်ဆိုတဲ့အချိန်ပိုင်းတစ်ခုအနေနဲ့ကြုံရတာသို့တော်လည်းပဲအချိန်ပိုင်းဆိုပေမဲ့လို့ပျက်စီးဆုံးရှုံးမှုကတော့မများဘူးလားနှစ်ပေါင်း30 40ရှာဖွေစုဆောင်းလာတဲ့အဆောက်အဦတွေဟုတ်လားပစ္စည်းဥစ္စာရတနာအကုန်လုံးပါသွားတာကျွမ်းနာတိရစ္ဆာန်တွေအကုန်လုံးပျက်စီးသွားတာတော့ကိုယ်လေသူ့လေလို့တောင်မှမှတ်လို့မနိုင်တော့ဘူးတဲ့အလုံးကတပြင်းကြီးနုံနေကြီးရေပင်ကြီးဖြစ်သွားတာသဘောပေါက်သလားအေးအဲ့ဒီထဲမှာတချို့တစ်ပင်တွေပေါ်မှာတက်နေလို့မို့လူတွေရာချီမကပရိသတ်တစ်ပင်တွေကနေကဲတင်ပေးလိုက်တာတယောက်နဲ့တယောက်မိဘနဲ့သားသိတော့မကယ်နိုင်တဲ့အနေထားမှာတတ်မဲ့တစ်ပင်ကကယ်လိုက်တယ်ဆိုတော့ဟောတစ်ပင်ရဲ့တန်ဖို့တို့များသိဖို့မလိုဘူးလားသိကောမသိတယ်ဘူးလားတစ်ပင်တွေကိုချစ်တဲ့တယ်ပေါ့ဒါလို့ဒီလိုတစ်ပင်တွေကိုချစ်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အလိုတော်ကြလည်းပဲမဖြစ်ဘူးလားအေးဒါကြောင့်ဒါကတခုပဲပြောလာပါတော့တချို့လောဘတွေကြီးပြီးတော့ရွှေတွေတူးကြတယ်လေရွှေတွေကျင်ကြတယ်လေအဲ့တော့မြေချောင်းတွေပိတ်ဆို့တယ်မြေချောင်းတွေကပြောင်းသွားတယ်နောက်ပြောင်းသွားတော့ရေတွေကလည်းပဲလွှမ်းသွားတယ်ဒီလိုဖြစ်တာအဲ့တော့ကျန်တာလည်းပဲခင်ဗျားတို့တွေးကြည့်လူတွေရဲ့လောဘကြောင့်တဘာဝတွေအများကြီးပျက်စီးတယ်အဲ့တော့ရမဲတဲ့ဒေသဖြစ်တာအဓိကအဲ့ဒါကြောင့်လည်းပါတယ်
မောတိမောမိရွှေလောက်ကွက်တွေကအများကြီးရှိတော့သူတို့ကနော်စက်ကရိယာမျိုးစုံနဲ့တူဖော်ကြတော့ဟောတကယ်အရေးကြုံလာတော့လူတွေနော်ရွှွတ်နွန်အောက်မှာရောက်သွားတာရေထဲမှာရောက်သွားတာပရိသတ်ရေခံစားကြည့်ပေါ့နော်အသေးစိုးနဲ့သေကြရတာအသေးစိုးနဲ့သေကြရတာအာယုံအပြုလည်းပဲကောင်းပါမလားအာယုံအပြုမကောင်းရင်လာရဂတိလည်းပဲကောင်းပါမလားဩတချို့သတင်းတွေဖတ်ရတယ်တချို့ကယ်ဆယ်ရေးလို့ရနဲ့နော်နေမြေဒေသမကျွမ်းတော့ဒီနေရာမှာအုတ်ကူရှိသလားသစ်ပင်ရှိသလားမသိတော့ဆက်လီတွေစွန့်ပေါင်းကြအဲ့ဒီမှာဆက်လီမောက်ပြီးကယ်ဆယ်ရေးသမားတွေသေကြတယ်အဲ့လိုသေကြတဲ့အခါမှာသူတို့မကျွတ်ကြတော့နော်သူတို့ကကိုထင်ပြပြီးတော့လာကြငါတို့ဆက်လီပေါ်တက်လို့ခေါ်တဲ့ဗျခမည်းတော်လိုက်မလားဘာလို့တော့ကြောက်လို့ဟုတ်လားအဲ့ဒီလိုခေါ်တဲ့ဗျစိတ်ကစွဲတာလေအစွဲကြီးရင်သေရဖြစ်တယ်ဆိုတာခင်ဗျားတို့တခြင်းတော်ရှိသေးတယ်လေဒါကြောင့်လောဘနဲ့သေရင်ပြိတ္တာပြည်ရောက်တယ်လို့ဒီလိုပြောတာသဘောပေါက်သလားကဲအလုံးလိုက်ဆိုလောဘနဲ့သေပြိတ္တာပြည်မသွေအမှန်ရောက်တတ်သည်လောဘနဲ့သေပြိတ္တာပြည်မသွေအမှန်ရောက်တတ်သည်ကဲနဂဆိုကြည့်ဟောလောဘဆိုတာရှင်းစင်မှလည်းအကျိုးမပေးတဲ့ကိလေသာသေတော့လည်းအကျိုးမပေးတဲ့ကောင်းကျိုးမပေးတဲ့ကိလေသာဒါဆိုတော့လောဘဆိုတာအမိုက်ပဲအဲ့ဒီအမိုက်ကိုပယ်ဖို့မလိုဘူးလားကဲလောဘရဲ့သဘောလေးနည်းနည်းလေးဆက်ပြီးတော့ပြောကြရအောင်တော့ရခြင်းလို့ရှာဟုတ်ပြီနော်ရခြင်းလို့ရှာတာဒီတခြားလားလောဘလားခင်ဗျားတို့လည်းပဲစည်းစိမ်ဥစ္စာမရခြင်းဘူးလားရခြင်းတော့မရှာဘူးလားအဲ့ဒါဒီလောဘကိလေသာဘာကိလေသာပါလဲရခြင်းလို့ရှာပြန်တော့ရရှာပြန်တော့အထိုက်လျောက်တော့တူငါမရကြဘူးလားအေးရပြန်လည်းဝနိုင်ပဲကဲသည့်လောဘတဲ့ရပြန်တော့လည်းမဝနိုင်ဘူးတဲ့လိုပြီးရဲ့လိုခြင်းရဲ့ရပြီးရဲ့ရခြင်းရဲ့ဒီလိုမို့လားနော်ဒါကြောင့်မို့ပြောကြတာနော်လူတွေရဲ့လောဘဘုန်းကြီးရဲ့လောဘဘုန်းကြီးလောဘဘယ်လိုကြားဘူးတော့မလီပြောချတာအာမနာဘုန်းကြီးလောဘပင်လေဝါတဲ့ပင်လေကြီးကစစ်တောင်းချင်းတွင်ဒုဋ္ဌဝတိအေယဝရီဘယ်မြစ်ကပဲရေရီစီစီဝါပြီးတော်ပြီးတန်းပြီးလို့ရှိရလားအဲ့ဒီသဘောပဲတဲ့ဘုန်းကြီးတွေကလည်းပဲမပြောရဲပါတော်နေဘလင်ဘောကနေအမနာမပြောတဲ့ဖြစ်မှာစိုးရသေးတယ်ဟုတ်လားကိုပြန်ထင်းရတာပေါ့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါပြောကြတာရှိသေးတယ်ဘုန်းကြီးလောဘကတော်ဝါတဲ့ဗျာခင်ဗျားတို့စီးချင်းတဲ့ကတော်လေးတွေလေအောက်ကပလင်းမခံပဲနဲ့အဲ့ဒီကတော်တွေကြိုက်တဲ့လောက်စီလောင်းကြည့်ပြည့်တယ်လို့မရှိဘုန်းကြီးတွေလည်းမရှိပါဟုတ်လားကဲဒီရင်တော်ကြစို့နော်အဲ့တော့ပြောကြသေးတယ်ဘုန်းကြီးလောဘကတော်ဝါဘုန်းကြီးလောဘပင်လေဝါဘုန်းကြီးလောဘအနန္တာတဲ့ဗျာရှိသေးတယ်ဟုတ်လားနော်အဲ့သိမထူးပါဘူးဗျာနော်ခင်ဗျားတို့လည်းပဲဒီတိုင်းပဲဟုတ်လားကဲဒါကြောင့်လိုက်ဆိုရခြင်းလို့ရှာပြန်တော့ရပြန်လျင်ဝနိုင်ပဲကဲတိလောဘခင်ဗျားတို့လည်းပဲဇီဝရှာလာတာနော်16 19ရေနဲ့ကရှာလာတာအခုအသက်60ကျော်ပြီဝပြီလားမဝသေးဘူးရှာတော့ပဲဗျဟုတ်လားဝရတယ်လို့မရှိဘူးကံပေါင်းခံစားကျင်တာလဲလောဘပဲဟုတ်ပြီနော်အဲ့တော့ကောင်းတဲ့အစစ်နေမြင်ကျင်တာလောဘကောင်းတဲ့တန်နေကြားကျင်တာလောဘကောင်းတဲ့အနက်နေရှုကျင်တာလောဘကောင်းကောင်းလေးစားကျင်တာလောဘအထီးတွေကောင်းကောင်းရကျင်တာလောဘသဘောပေါက်သလားအဲ့ဒီလောဘလျှော့ရမယ်တဲ့လောဘကုံတာကတော့ရဟန္တာဖြစ်မှကုံတာပေါ့သို့တော်လည်းပဲလောဘကိုအတတ်နိုင်ဆုံးလျှော့ဖို့မလိုဘူးလားဟုတ်ပြီနော်ဘုန်းကြီးတွေဆိုတာကလည်းပဲလူဖို့တန်းဖို့ကြီးတွေပြောနေလို့မရဘူးနော်လူတွေနေတဲ့ထိုင်တဲ့သွားတဲ့လာတဲ့စားတဲ့တောက်တဲ့ဟော့ပြရတယ်ဟုတ်ပြီနော်အေးဒါကြောင့်အတက်နိုင်တဲ့လောဘလျှော့ဖို့မလိုဘူးလားကဲလိုက်ဆိုရခြင်းလို့ရှာပြန်တော့ရပြန်လင်းဝနိုင်ပဲကဲတိလောဘဩ
လောဘကြောင့်ပရိသတ်ရေတဇတသရှာနေရတာဘာနဲ့တူတယ်လဲဆိုတော့မြောက်နဲ့တူတယ်ပြောဘာနဲ့တူယောဂီတွေအားလုံးဘာနဲ့တူမြောက်ကလေးတကောင်နော်မြေပဲဆန်လေးတွေစုပ်ပြီးတော့သူ့အတွက်အစာရှာတာကျွေးတဲ့လူကကျွေးတော့အရင်ဆုံးတဆုပ်ဆုပ်နော်ပစောင်လေးကိုထက်လိုက်တယ်ဒီဘက်ကိုနော်ဖောင်ဖောင်ကြီးဖြစ်နေဒါကြောင့်ဘုန်းဘုန်းတို့ရဟန်းဒီမှာပြောတယ်မြောက်ကဲ့သို့ပစောင်နဲ့ထား၍စွန်မစားရစားရင်ဒုက္ခအာဘတ်တဲ့ဟုတ်ပြီနော်အဲ့တော့ဘယ်ဘက်ကပြည့်သွားတော့နောက်တစ်စုပ်တဲ့ညာဘက်ကိုထဲဟုတ်လားအဲ့ဒါတွေအားမရသေးဘူးဘယ်ဘက်လက်နဲ့စုပ်ညာဘက်လက်နဲ့စုပ်မြောက်လောဘမကြည့်ဘူးလားအဲ့ဒီလိုနဲ့မြေပဲဆန်လေးတွေတကြွကြွဝါနေတာဝါနေရင်းနဲ့ပရိသတ်ကြီးမြေပဲဆန်လေးတစ်ခုကအောက်ကိုကျတော့ကြောက်ခဲနှလုံးကြကြောက်ဆောင်တစ်ခုကြညက်သွားတာညက်တော်တော့ပရိသတ်အဲ့ဒီမြောက်ကသူ့လက်ထက်ရှိနေတဲ့အစာထက်ကျသွားတဲ့အရာလေးကိုသူလိုချင်တတ်မှတ်တယ်တဲ့လိုက်ကြည့်တာနှမျောတာနှမျောတော့မရမကနိုင်မယ်ဆိုပြီးတော့လက်ထဲကမြေပဲဆန်လေးလွတ်ချတယ်လွတ်ချပြီးတော့မရမကပရိသတ်ကြီးမကောက်ဘူးလားတရားလားလောဘလားခင်ဗျားတို့လည်းဒီတိုင်းပဲဟုတ်ပြီနော်တနေ့1000ပုံမှန်ရနေတယ်ရနေတာတွေမကျင့်တတ်ဘူးအဲ့တော့မရတဲ့နေ့ဒီနေ့ကျတော့9000ပဲရတယ်ဆိုတော့ရတဲ့9000အတွက်မပြောနိုင်တာလူသားတွေရတဲ့9000အတွက်မပြောနိုင်ဘူးဟုတ်လားဆုံးရှုံးသွားတဲ့9000အတွက်နှမျောကြတာဒီနေ့ကွာအစမပြေပါဘူး9000ပဲရဟုတ်ပြီနော်အဲ့ဒီလိုလောဘဆိုတာကအတော်မတတ်နိုင်ဘူးလို့ဒီလိုပြောတာအဲ့တော့လောဘကတော့ရှိမှာပေါ့သို့တော်တတိနဲ့ထိအဲ့ဒီလိုတတိနဲ့မထိန်ရင်ဘုန်းတို့တော့လောဘကြီးလာပြီဆိုရင်စပေမှာမတ်တင်းတင်တဲ့သုတ်တုတ်ရှိတယ်ပလောကသုတ်တယ်အဲ့ဒီပလောကသုတ်မှာ၃မျိုးဟောထားတယ်လူတွေလောဘကြီးလာပြီဆိုလို့ရှိရင်နံပါတ်၁ကအဓမ္မရာဂပေါ်လာတယ်ပြောကြည့်ဘာရာဂအဓမ္မရာဂတဲ့မြန်မာလိုပြောတော့တရားမဲ့တတ်မှတ်မှုလို့ဒီလိုပြောတာလောဘတွေကြီးလာပြီလောဘမထိန်နိုင်ဘူးအဓမ္မရာဂလို့တရားမဲ့တတ်မှတ်မှုတွေပေါ်လာတယ်တရားမဲ့တတ်မှတ်မှုဆိုတာကသားကအမေကိုတတ်မှတ်တဲ့အမေကသားကိုတတ်မှတ်တဲ့အဖေကသမီးကိုသမီးကအဖေကိုမောင်နှမအချင်းချင်းတတ်မှတ်တဲ့ဦးလေးကနော်ဒူမကိုနော်ဒူမကဦးလေးကိုအတော်ကဒူကိုအဲ့ဒီလိုဖောက်လွဲဖောက်ပြန်နေတတ်မှတ်လာတယ်တဲ့အဲ့ဒါကိုအဓမ္မရာဂလို့ခေါ်တယ်ဘာလို့ခေါ်လဲဒါမရှိဘူးလို့မပြောနဲ့နော်ခုဘုန်းဘုန်းတို့မြောက်တကူအလုံးသိကြတဲ့ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေအလုံးသိလားခိုင်နှင်းဝေဒီကလေးလေးတွေလာပြီးတော့ပို့ကြတာဟိုတလောက10ရန်ကျောင်းသူညီမလေးကို10ရန်ကျလို့ကျောင်းထွက်ထားတဲ့အကိုကနော်မတော်မတရောဖြစ်လို့မို့ပရိသတ်ရေကလေးလေးမွေးလာအဲ့ဒီကလေးလေးခိုင်နှင်းဝေဒီလာပို့ရတယ်မောင်နှမချင်းချင်းဖြစ်ကြတာနောက်တကဟောဒီကမြိုင်ဘက်မှာနော်မိခင်ကဆုံးသွားတော့ဖခင်မုတ်ဆိုးကြီးနဲ့မုတ်ဆိုးဘိုလ်ကြီးနဲ့သမီး3ယောက်ကျန်ခဲ့တယ်အဲ့တော့သမီးအကြီးကိုဗလက်ကာရပြုတော့နော်ဖေကနော်တောင်းပန်နေချင်းချောက်တယ်တကယ်လို့မြန်ပြောရင်နေ့ကငါတတ်မယ်အဲ့တော့အဖေလည်းပဲဒုက္ခရောက်မယ်အရေးနော်အယောရောက်သေးတယ်ညီမ2ယောက်ကလည်းရှိနေတော့အကြီးမကတိခံရှာတယ်တိခံကြတော့အဖေအကြီးအနိုင်ကျင့်တိုင်းသူကမျက်ရည်ဆက်လက်ပေါ့နောက်တခါအလတ်မကိုကြံလာပြန်တယ်ကြံလာပြန်တော့ဒီလိုပဲချင်းချောက်တယ်ချင်းချောက်တော့အလတ်မကလည်းပဲရှက်တာရောနော်ဒီစကားကအရက်နဲ့ရွာတဲ့တယောက်နဲ့တယောက်ပြောလို့မှမတော်ကြားလို့မှမတော်ဆိုတော့သူကလည်းပဲရင်ကုန်နှုတ်ပိတ်ပေါ့နောက်တော့9ရန်း10ရန်းရွယ်အငယ်ဆုံးကလေးလေးပါဖြစ်လာတော့အကြီးမကအေးအောင်မေးတော့အကြောင်းစုံပေါ်လာတယ်ပေါ်လာတော့သမီးကြီးကိုယ်တိုင်သိမခံနိုင်တော့ငါလည်းကြုံရတယ်အလတ်မမေးကြည့်တော့ငါလည်းကြုံရတယ်အငယ်မှလည်းကြုံသမီး3ယောက်တော့အဖေကမရလို့ဒီလိုဘလက်ကာရပြုတော့တော့သိမခံနိုင်တော့မြိုင်ရဲစကန်သွားတိုင်ရတယ်တိုင်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်အရေးယူရတယ်ပေါ့နော်ဒါတကယ်အဖြစ်ပြက်တည်ဟုတ်ပြီနော်အဲ့ဒါကိုအဓမ္မရာဂလို့ခေါ်တယ်နော်လောဘတွေကြီးလာပြီလောဘတွေမထိန်နိုင်ဘူးဆိုတော့သတ္တမိကိုသတ္တမိလို့မမြင်တော့ဘူးတမတ်စရာတစ်ခုလို့မြင်လာတာဟုတ်ပြီနော်ခင်ဗျားတို့ဥနုရေးထားတယ်ဝင်ကြီးကျော်ဥနုရေးထားတယ်ငရဲဆိုတာဂျွန်နယ်လာပြုတ်လို့စရာအောက်ထဲမှာခင်ဗျားတို့နောက်ဖက်ကြီးအလင်းတဲ့ကသိကောင်းတာနော်ဇက်ကောင်မိုးအောင်အဲ့ဒီမိုးအောင်ကသူ့အမေရဲ့နှမနော်ညီမအတော်ကိုတတ်မှတ်တာ
အတော်ကိုတက်မလို့ဘလက်ကတော့ပြတော့ဟိုကတောင်းပန်ရှာတယ်ငါကျမကြီးမကောင်းဘူးဖျားနေတာအဖျားနဲ့ကမ်းမမထည့်ဘူးတော့ဘလောက်ပဲတောင်းပန်ပရိသတ်ကြီးအဲ့ဒီမှာမိုးအောင်ကအတော်ကိုစော်ကားလိုက်တော့အဲ့ဒီစိတ်နဲ့တည်သွားရှာတယ်နော်ကဲထားတော့နော်အဲ့ဒီလိုမတက်မက်တဲ့နာရီတက်မဲ့လာတဲ့တရမဲ့တက်မက်မှုတွေသူပြောလာတယ်ဆိုရင်နော်အတ္တကိုအဓမ္မရာဂလို့ခေါ်တယ်တဲ့လောကမှာနောက်တစ်ခုကတော့ဝိသမလောဘဝိသမလောဘဆိုတာကကာမဂုဏ်စိတ်တွေလွန်ကဲလာတာကိုပြောတာကာမဂုဏ်စိတ်တွေလွန်ကဲလာပြီဆိုလို့ရှိရင်ပရိသတ်ရေမာရမှန်နာလုတ်တဲ့နာမလုတ်တဲ့နာဒါတွေမသိတော့ကိုယ်အတ္တဆန္ဒပြည့်ပြီးရောနော်ကိုယ်မိသားစုကောင်းစားပြီးရောဆိုပြီးတော့ပရိသတ်ရေဝိသမလောဘတွေကြီးလာရင်လည်းပဲငတ်မွတ်ခေါင်းပါပြီးကြီးကြတတ်တယ်တဲ့ဗျနောက်တစ်ခါနံပါတ်3ကတော့မိစ္ဆာဓမ္မအလုံးပြောကြည့်ပါတယ်လေမိစ္ဆာဓမ္မဆိုတာကကာမဂုဏ်စိတ်တွေလွန်ကဲယုံမြတ်မကမာယွန်းဖောက်ပြန်တဲ့အကျင့်ကိုကျင့်လာတာမာယွန်းဖောက်ပြန်တဲ့အကျင့်ကိုမိစ္ဆာဓမ္မလို့ခေါ်တယ်အဲ့ဒါကဘာလဲဆိုရင်ကြားခြင်းမာခြင်းကြိုက်တာလောကထဲမှာမရှိဘူးလားနောက်ဘုန်းတို့နာမည်တော့မပြောတော့ပါဘူးသက်ရှိထင်ရှားရှိနေသေးလို့မကျင်တဲ့လို့တိုင်ရင်ခံရအောင်မယ်ဟုတ်လားယောဂီတက္ကမကြီးတယောက်အသက်က80ကျော်ပြီတရားစခန်းတိုင်းဘုန်းဘုန်းတို့ညာပွဲတိုင်းအခုကတော့အဲ့နေရာသွားဟောလို့မရပါဘူးเนาะခုကတော့တိုက်ပွဲတွေဖြစ်နေတာအဲ့တော့သွားဟောတိုင်းတက္ကမကြီးကမပြတ်မကွက်နားတယ်အဲ့တော့တရားစခန်းနေတာအလီလီပြီးသွားတက္ကမကြီးမတွေ့တော့နော်သူတရင်ကြလို့ညာဘွဲတရားတော်ဟောရင်ဘုံဘုံကဓမ္မပူဇာလေးလာလို့တော့တက္ကမကြီးမတွေ့တာကြပါဘကောတရားစခန်းနေဝေနီနော်လိုက်ပြီးတော့အထုတ်တာအခုဘာဖြစ်လို့တော့ကျမ်းမာရေးမကောင်းလို့လားဆိုတော့အရှင်ဘုရားရဲ့ပြောရမှာရှက်စရာတောင်ကောင်းပါရဲ့ဘာကြောင့်လဲအိမ်ကကလေး3ယောက်အမေတပည့်တော်ရဲ့သမီးယောက်ျားနောက်လိုက်သွားလို့ဘုရားတဲ့ခင်ဗျားတို့စဉ်းစားကလေး3ယောက်အမေသူ့ရဲ့သမီးတဲ့လိုက်သွားတာကလေယောက်ျားနဲ့ဆိုတော်ပါသေးရဲ့အခုဘောပြားနဲ့လိုက်သွားတာဖယားတဲ့ကဲပွဲပြက်ရောဘောပြားဆိုတာမိန်းကလေးကယောက်ျားစိတ်ပေါက်နေတာပြောတာသူ့မှာလင်သားလည်းရှိတယ်ကလေး3ယောက်လည်းဖွားပြီးပြီအကြီးဆုံးကလေးတောင်ကျောင်းနေရွယ်ဖြစ်နေပြီအဲ့ဒီအချိန်မှာဘောပြားနဲ့လိုက်သွားလို့တပည့်တော်ရှက်လွန်းလို့ဖယားတဲ့တရားစခန်းလိုက်လို့နေသားအရက်ထဲရွာတဲ့ပွဲလန်းသမီးရှိတာတပည့်တော်မတော်တော့ဘူးတဲ့နော်အဲ့ဒီတက္ကမကြီးပြောပြတာအဲ့တော့ပြောလို့ရင်ကဘာလဲယောက်ျားချင်းတမ္ပတ္တာမိန်းမချင်းတမ္ပတ္တာတချို့နိုင်ငံတွေဆိုလို့ရတရားဝင်တော့ခွင့်ပြုထားကြပြီဘုမတော်ဗမာပြည်မှာလည်းပဲတောင်းဆိုကြတာရှိတယ်သို့တော့ယောက်ျားချင်းမင်္ဂလာဆောင်ဖို့တရားဝင်ခွင့်ပြုထားတာတော့မရှိပါဘူးသို့တော့ဘုံမှတ်သားမိတာကတော့နော်ဘုံတော့သိတာကတော့3တွဲရှိသွားပြီမှတ်မိတာကတော့မော်လမြိုင်မှာယောက်ျားလက်ထက်တဲ့အတွဲဟုတ်ပြီနော်အဲ့ဒါတွေကဘာကြောင့်လဲဆိုတော့လောဘတိအာကြီးလို့ပြောပါအာကြီးလို့နော်အဲ့ဒီလိုမှယွန်းပေါက်ပြန်တဲ့အချင်းယောက်ျားချင်းတတ်မှတ်တယ်မိန်းမချင်းတတ်မှတ်တယ်ဆိုတာဒီမိစ္ဆာဓမ္မလို့ခေါ်တယ်ပြောပါလို့ခေါ်အခြေခံကလောဘတဲ့လူတွေလောဘကြီးလာရင်အဓမ္မရာဂတာကအမေကသာဖခင်ကသမီးကဖခင်ကိုတတ်မှတ်လာတဲ့ဒါကိုအဓမ္မရာဂလို့ဘုရားကဟောတယ်နောက်ဝိသမလောဘတဲ့ကာမဂုဏ်စိတ်တွေလွန်ကဲပြီးတော့လာတာနောက်တကမိစ္ဆာဓမ္မတဲ့မာယွန်းဖောက်ပြန်တဲ့အကျင့်တွေကြားခြင်းမာခြင်းတတ်မှတ်လာပြီအဲ့ဒီလိုတရားတွေလွန်မိုးလာပြီဆိုရင်လူတွေရဲ့စိတ်တွေကဖောက်ပြန်လာပြီတဲ့ဖောက်ပြန်လာတော့ဘာဖြစ်လာလဲလက်နဲ့ဆန်းတွေနဲ့တယောက်နဲ့တယောက်တတ်ကြဖြတ်ကြတိုက်ကြခိုက်ကြသေကြကြေကြဖြစ်လာတယ်တဲ့ဗျာဟုတ်ပြီနော်နော်မရကဖောက်ပြန်လို့နော်မဖောက်ပြန်တယ်မရချစ်လွန်းလို့မရိုက်ရတော့ဖောက်ပြန်တဲ့ပုဂ္ဂိုလ်ကိုဓာတ်နဲ့ခုတ်လို့ဟုတ်လားဘုံဘုံတို့ဒေသမှာရှိတယ်အခုချိန်ဒီလက်ပြတ်တဲ့ဟုတ်ပြီနော်ဘာလဲဒေါသလောဘအာကြီးလာတော့နောက်ကလက်နဲ့စမ်းနေနဲ့တက်ကြဖြတ်ကြတဲ့အစဉ်ရောက်လာတာပေါ့ကဲအခုချိန်ဒီနာကြတဲ့ထဲမှာကောင်းတာပါရဲ့လားမကောင်းတာမပါတော့နော်ခင်ဗျားတို့အဲ့ဒီမကောင်းတာတွေကိုကြုံကျင်ရဲ့လားမကြုံကျင်ဘူးငတ်မွတ်ခေါင်းပါအစာရှာခြင်းပေးကြီးမကြုံကျင်ဘူးမကြုံကျင်ရင်လောဘကိုလျှော့ရမယ်တဲ့
ဘာကိုလျှော့ရမယ်ကဲကောင်းပြီလောဘမကြီးအောင်ဘာလုပ်မလဲစဉ်းစားဖို့လိုပြီလောဘမကြီးအောင်ဆိုရင်မြတ်စွာဘုရားကဒါနကုသိုလ်ပြုရမယ်တဲ့လောဘမကြီးအောင်ဘာလုပ်ရမလဲတဇာဆုံးဝမလည်းဘဝနောက်တော့စတိုင်းကောင်းဤတဲ့လောဘဒီနဲ့ဟောလားငါသားစားဖို့ငါသမီးစားဖို့ဆိုပြီးတော့ကုတ်စည်းကက်မနေနဲ့တဲ့ဟုတ်လားကိုယ်ရှိတဲ့တဲကနည်းချင်းလောဘကိုလျှော့ပြီးတော့ဟုတ်လားဒါနာကောင်းမှုပြုပါလို့ဒီလိုပြောတာလောဘလျှော့နီးပြလိုက်ပြီနော်အဲ့တော့စည်းကုန်းမနေနဲ့ကိုတည်သွားရင်ကိုနောက်ပါတာဘာရှိလဲဘာမှမရှိဘူးဟုတ်လားအဲ့ဒါကိုမသိတော့မနေကြကလည်းဟောခဲ့ပြီလေသေပေါတေဝရောက်ကုသိုလ်ကောင်းမှုအာယုံပြုမှာမပြုနိုင်ဘဲနဲ့ရမယ်အကျွေးကိုလှမ်းအာယုံပြုတော့ဘာကြီးဖြစ်ရခွေးပြိတ္တာကြီးဖြစ်ရတယ်ဟုတ်ပြီနော်အေးဒါကြောင့်လောဘလျှော့ခြင်းရင်ဒါနကောင်းမှုနဲ့လျှော့ရမယ်ဘာနဲ့လျှော့ရမယ်အဲ့တော့ဒါနတစ်ခါပြုရင်လောဘတစ်ခါလျော့တယ်လို့မှတ်ပါဟုတ်ပြီနော်ကဲဒါဖြင့်အဆက်လိုက်သွားလိုက်ငတ်မွေခေါင်းပါအစာရှားခြင်းဘေးကြီးကြတာသည်လောဘကိလေသာကြောင့်လောဘကိုလျှော့ခြင်းရင်ဘာနဲ့လျှော့ရမယ်ဒါနကောင်းဖို့နဲ့လျှော့ရမယ်သဘောပေါက်သလားငတ်မွေခေါင်းပါအစာရှားခြင်းဘေးကြီးကြတာသည်ဘာကြောင့်လောဘကြောင့်လောဘလျှော့ခြင်းဘာနဲ့လျှော့မယ်ဒါနကောင်းဖို့နဲ့လျှော့မယ်ကဲနော်ပဝတ္ထုလေးနှတ်ထောင်ကြည့်ရအောင်ဘုံမတို့သတိလင်္ကာနိုင်ငံဒေဝတာရွာလို့ခေါ်တဲ့ရွာကြီးတစ်ရွာရှိတယ်အဲ့ဒီရွာကိုမိတင်းသတင်းသုံးပြီးတော့နေတဲ့မထေရတစ်ပါးရှိတယ်အဲ့ဒီမထေရရဲ့ပွေတော်ကအဘယမထေရတဲ့ကဲပြောကြည့်ပါဗမထေရလေအဘယမထေရအဘယမထေရကဒေဝတာရွာကိုအမိပြုပြီးတော့သူကသတင်းသုံးတာအဲ့တော့တနေ့ကျတော့အဲ့ဒီရွာမှာငတ်မွက်ခေါင်းပါအစာရှားခြင်းပဲကြီးကြလာတယ်တဲ့ဘာကြောင့်ကြောက်တယ်လဲဆိုတော့12နှစ်တိုင်မိုးမရွာဘူးတဲ့မိုးမရွာတော့မိုးရေကမရတော့ရာသီဥတုကဖောက်ပြန်တော့သီးနှံကမဖြစ်တော့သီးနှံကမရအစာရည်သာအခြေခံမရတော့ရွာသူရွာသားတွေငတ်မွက်ခေါင်းပါခြင်းဘေးကြီးနဲ့မကြုံရဘူးလားငတ်မွက်ခေါင်းပါခြင်းဘေးကိုဘာကက်လို့ခေါ်တယ်ဒုဗိခန္တရကေအစပြောင်းမသွားနဲ့ဘာကပ်ပါလေဒုဗိခန္တရကေကဲတူတူပြောတော့ဒေဝတာရွာမှာဒုဗိခန္တရကေလို့ခေါ်တဲ့ငတ်မွက်ခေါင်းပါအစာရှားခြင်းဘေးကြီးကြနေပြီအဲ့လိုကြာလာတဲ့ကာလကကြာလာလူတွေလည်းသိကြသိတော့ဘာဖြစ်လာလဲဆိုတော့လူသားကိုတတ်စားတဲ့လူသားစားအဖွဲ့ကြီးပေါ်လာတယ်တဲ့စားစရာမရှိတော့လူတွေတတ်စားကြတာအစကတော့မလုတ်တဲ့မှုလုတ်တဲ့နဲ့ညှင်းခုန်ကြတာညှင်းခုန်ရင်းနဲ့ဝမ်းစာငါဝမ်းပူစာမနေသာဖြစ်လာတော့လူသားတွေတတ်စားရင်စားရင်နဲ့လူသားစားတဲ့အဖွဲ့ကြီးကတစားများလာတယ်များလာတော့ရောစဲလေးပြီးတော့သူတို့လူတွေတတ်ကြအသားတွေစားကြဒါကလည်းပဲမရှိဘူးလို့ပြောလို့မရဘူးဆရာဇော်သက်ထွေးရေးတဲ့စာအုပ်ထဲမှာဘုံဘုံတို့တောင်ဥက္ကလာရန်ကုန်မှာဖြစ်သွားတာလူသားစားတဲ့ဘုံကြီးဥလာဘဆိုတာရှိတယ်လူသားစားဘုံကြီးဥလာဘဆိုတာကျိုးမိန်ကြခဲ့တာပေါ့ဥနုလက်ထက်ဖြစ်ပါလိမ့်မယ်အဲ့တော့လူသားစားဘုံကြီးဥလာဘဆိုတောင်ဥက္ကလာမှာတင်ဝိုင်းမှာသူကနေတယ်အဲ့တော့လူသားစားပြီဆိုလူတက်ပြီဆိုသူ့ရဲ့ကြောင်းတိုင်မြေအောက်ခန်းထဲမှာစင်အိုးချင်းငယ်အသွဲနဲ့လူသားတွေကိုသူကစားနဲ့သိပ်ထားစားကျင်တဲ့အချိန်မှာယူစားတာနောက်တော့အဲ့ဒီကြောင်းဝင်းကျင်မှာချင်းခတ်ကြဘောလုံးကန်ကြဘောလုံးကလိမ့်သွားလို့ကြောင်းနဲ့ရောက်သွားကလေးလေးတွေကသွားကောက်ဘောလုံးလည်းရောက်ပါလားကလေးလည်းပြောက်တာပေါ့အဲ့လိုတော့တန်တရားတွေကပွားလာတော့ထောင်လန်းကြီးကလိုက်တော့ဘုန်းကြီးဥလာဘလူသားစားတယ်ဆိုတော့သက်တည်ထောင်ထားတယ်အများကြီးတွေ့တာအဲ့တော့မှသူ့ကိုအင်းစိန်ထောင်မှာသေတံဆိုပြီးတော့ပေးလိုက်ရတယ်အဲ့တော့သေတံပေးလိုက်တော့ကျိုးမိတ်ပေးတဲ့ရဲ့ရောက်လာပြီရောက်လာတော့သူကျိုးမိတ်ပေးပဲဆိုပြီးတော့တရဏဂုံတင်ကျိုးမိတ်ပေးတယ်သို့တော်လည်းပဲသူကျိုးမိန်ကနေရုတ်တရက်လွတ်တယ်တဲ့ဗျာကျိုးမိန်ပေးတယ်ဆိုတာကဆိုကြပါစို့ကျိုးမိန်နဲ့ထောင်တန်220ဆိုလို့ရှိရင်လပင်ကိုကျိုးကွင်းဆွဲပြီးတော့ခလုတ်ဖြုတ်ချလိုက်တာနဲ့အောက်ကတွန်းကြီးရှိတယ်အဲ့ဒီတွန်းကြီးနဲ့တွန်းလန်းကြီးကျသွားတော့လပင်မှာကျိုးအစ်ပြီးတော့ကျိုးနဲ့ချီပြီးတော့လူကသေရောဒါဒီကျိုးအတွက်ပြီးသွားပြီလူကတော့သေပြီ220ကျန်သေးရင်
အဲ့ဒီလူရဲ့အင်ကြီးအဝတ်စားကိုယူပြီးတော့အဲ့ဒီအဝတ်စားကို1220ချရတယ်တဲ့ဗျာဥပဒေကလေအခုဥလာဘာကရုတ်တရက်နော်ကျိုးမိန်ပေးလိုက်တော့သူကမသေးဘူးမသေးရင်ကျိုးမိန်ကအော်တိုလွတ်တာအော်တိုလွတ်တော့သူလည်းပဲလွတ်သွားတယ်ဗောအဲ့တော့ထောင်ထဲမှာနာမည်ကြီးသွားတယ်သူ့ရဲ့လူသားစားပြီးတော့စီရင်ထားတဲ့လောကီအစီရင်တွေကြောင့်သူလွတ်တာလို့ပြောစမှတ်တွန်းတယ်ဗျနောက်တော့သူဘုန်းကြီးပြန်မဝတ်ဘူးနော်လူတက်ပြီဆိုမှတော့ဘုန်းကြီးပဲဟုတ်တော့မလဲနော်အဲ့တော့ဘုန်းကြီးပြန်မဝတ်နဲ့ပြည်ဘက်မှာပဲနော်အသက်ဆုံးတဲ့အထိနော်လူဘဝနဲ့နေသွားတယ်လို့ဘုန်းဘုန်းတို့ဒီလိုမှတ်သားမှုတယ်ဟုတ်ပြီနော်အခုလည်းပဲဒေဝတာရွာမှာလူသားစားတဲ့အဖွဲ့ကြီးပေါ်လာတယ်တနေ့ကျတော့ငမောကောင်းပါအစာချမ်းကြီးပေးကြီးကစိုးတဲ့ဇောလာတော့ဒေဝတာရွာသူရွာသားတွေငါတို့ရွာပြောင်းပါဖြစ်မယ်လို့ရွာသားကြီးဆုံးဖြတ်ချက်ချပြီးတော့ရွာပြောင်းဖို့စီစဉ်ကြတာအဲ့တော့သူတို့ကိုးကွယ်တဲ့အဘယမထေကိုလည်းပဲတပါးတဲ့ပင့်ကြံတော့သွားလျှောက်ကြတာပေါ့အရှင်ဘုရားငမောကောင်းပါအစာချမ်းကြီးပေးကြီးကစိုးတဲ့ဇောလာပြီဒီထဲမှာလူသားစားတဲ့အဖွဲ့ကလည်းပဲရွာစင်လက်ပြီးတော့လူသားစားနေကြတယ်ဒါကြောင့်တပည့်တော်တို့ရွာပြောင်းမလို့ဖျားအရှင်ဖျားလည်းပဲတပည့်တော်တို့နဲ့အတူကြွပါဖျားမပင်ဘူးလားပင့်ပေမဲ့လို့အဘယမထေကမလိုက်ဘူးတဲ့ဗျဘာလို့မလိုက်တဲ့သူ့เจ้าမှာရှိတဲ့ဘောဓိပင်ဘောဓိယင်္ဂနဝိစေရီရှိတော့စေတီယင်္ဂနဝိပြတ်မှာဆိုလို့တဲ့ဗျာစေရီရှိတော့စေရီမှာနေ့စဉ်တန်ရှင်းလဲလို့အယုဖက်လေးလောက်တာပေါ့ဘောဓိပင်ရှိတော့ဘောဓိပင်ကိုသူကနေ့စဉ်ရေလောင်းတာလေးရှိတာပေါ့အဲ့လိုရှိတော့အဲ့ဒီဝတ်ပြတ်မှာဆိုလို့မလိုက်ဘူးတဲ့သေခြင်းသေပါစေတော့ဆိုတာဘယမထေနေခဲ့ရအဲ့တော့ရွာလုံးကျပြောင်းသွားအဲ့တော့ဘယမထေကိုယ်တိုင်ကျောင်းမှာတော့ရဲ့စေတီယင်္ဂနဝတ်ဘောဓိယင်္ဂနဝတ်တွေပြတ်မှာဆိုလို့အဲ့ဒီမှာပဲသတင်းသုံးပြီးတော့ဝတ်ကြီးဝတ်ငယ်သူမပြတ်မကွက်ဆောင်ရွက်တယ်သို့တော်လည်းပဲစွမဖုံးပေးရတာရက်တွေကြာလာပြီတဇတဇအာအင်္ဂါချိနေလာတော့တပြည့်စည်းလဲဝေယဝိဇ္ဇလုံရင်းနဲ့အဲ့ဒီဖျားဘေးမှာရှိတဲ့သင်းဝင်ပင်တဲ့သက်ဝင်မင်းအချိန်မှာလဲသွားတော့သင်းဝင်ဇောက်နဲ့ရောဂဇိုးကလှန့်ကြည့်တယ်သူ့မျိုးသမီးလည်းပြောတယ်ရှင်မကြီးဟောမှာငါတို့ရဲ့အဘယမထေတော့လဲသွားပြီအစာအာဟာရပြက်လို့ဒီလိုဖြစ်တာဒါကြောင့်အစာအာဟာရနတ်တို့ရဲ့ဩဇာငါတို့ကြွေးကြစို့လို့နော်ရောဂဇိုးနတ်ကရောဂဇိုးနတ်မကိုတိုင်ပင်တော့ရောဂဇိုးနတ်မကပြောတယ်အရှင်တဲ့ဒီမထေကလှူလာတာဟုတ်ပါရဲ့သို့တော့နော်ကျမတို့ရဲ့နတ်စာကိုစားတော့နိုင်တဲ့ကုသိုလ်အင်အားသူ့မှာရှိမရှိကြည့်ပါဦးလို့ဒီလိုပြောတဲ့အဲ့တော့နတ်တို့ရဲ့တကုန်းနဲ့နောက်ကျောင်းပြန်ကြည့်လိုက်တော့အဲ့ဒီအဘယမထေသည်ဟောဒီဒေဝတာရွာမှာပဲဒေဝတာဆိုတဲ့နာမည်နဲ့အမတ်တူဖြစ်ခဲ့တယ်တဲ့ဗျာဟုတ်ပြီနော်ဒေဝတာမကြီးဖြစ်ခဲ့ဒီနေ့ကျတော့ဟိုဒီဟိုရောက်ဒီရွာရေးကြတာလေးနောက်ပါချမ်းရနေနဲ့ဒေဝတာမကြီးကလိုက်တောင်းတော့မွန်းတဲ့ချိန်ရောက်တော့သူထမင်းစားချိန်တမ်းပြီပေါ့အဲ့တော့သစ်ပင်ရဲ့တကုတ်ရှာပြီးတော့ထမင်းပွဲပြင်ပြီးတော့ဒေဝတာအမတ်ကြီးထမင်းစားမယ်လုပ်တယ်ပေါ့ထမင်းစားမယ်ဆဲအစာရည်သာငှက်ပြဲပြီးတော့ပိန်လီသေးခွင်းနေတဲ့တုံချိနဲ့ခွေးကလေးတကောင်အနမ်းရောက်လာတော့နောက်ပါချမ်းရနေကခွေးကိုတော့ခဲနဲ့ပြတုံးနဲ့ရိုက်ပြီးတော့6ဖို့ဟန်ပြင်ကြတော့ဒေဝတာအမကြီးကတားတယ်တဲ့မင်းတို့မလောက်ကြနဲ့သူလည်းစားလို့ဖြစ်မှာပေါ့ဒီလိုတန်းလိုက်တာတားပြီးတော့ထမင်းနေနဲ့ဟင်းနေနဲ့ပနဲ့နေပြီးတော့သူ့ထဲကနေခွဲပြီးတော့ခွေးပိန်ကလေးကိုအစာကျွေးလိုက်တယ်တဲ့တရားလားဒါနကုသိုလ်လားခွေးစီကဘာမျောလင့်ချက်မှသူမပါဘူးငါပေးလိုက်တဲ့အစားစားလေးစားပြီးတော့သူသက်ရှင်ပါဆိုတဲ့စိတ်ကလေးပဲသူ့မှာရှိတယ်အဲ့တော့ခွေးပိန်လေးကျွေးလိုက်တာပေါ့အဲ့လိုခွေးပိန်ကိုကျွေးလိုက်တဲ့ကုသိုလ်ကံတော့ဟောဒီအဘယမထေမှာရှိတယ်ရှင်မရဲ့လို့ရောဂဇောနတ်ကပြောလိုက်တော့နတ်တို့ဩဇာပရိသတ်ရဲ့အစာရည်စားအဘယမထေကိုနေတိုင်းသွားပြီးတော့လူယောင်ဖန်ဆင်းပြီးတော့စက္ကတ်တာအဲ့လိုစက္ကတ်လာတော့ရက်ကနေလချီလာပြီပေါ့အဲ့တော့အဘယမထေကလည်းပဲနတ်တို့ဩဇာစားရတော့ဝဖြိုးလှပပစွပြပြဖြစ်လာပြီပေါ့တနေ့ဝိုင်းဟေဆိုပြီးတော့အတန်လေးကြလာပြီကြည့်လိုက်တော့လူသားစားတဲ့အဖွဲဖြစ်နေတာဝဖြိုးနဲ့အဘယမထေတွေးတော့သူတို့တွေစားတော့ခြင်းစိတ်ဖြစ်လာတော့ကျောင်းကိုဝိုင်းတာပေါ့အဲ့ဒီအတန်လဲကြရရုတ်တရက်အဘယမထေနဲ့လူသားစားတဲ့အဖွဲတွေကြားမှာနော်တတိုင်းကြီးတစ်ခုကဒိုင်းငယ်နဲ့ပေါ်လာပြီးတော့ချသွားတယ်တဲ့
အဲ့ဒီတော့မှလူသားစားတဲ့ပုဂ္ဂိုလ်တွေကကြည်တယ်ဟာကြည်စမ်းအဲ့တော့ဧကန္တတော့ငါတို့မြင်နေရပါလက်ကနေကြားထဲမှာတတိုင်းကြီးကရုပ်ချီးပေါ်လာတာဧကန္တဒီကိုယ်တော်ကြီးယဟန္တာဖြစ်လိမ့်မယ်ငါတို့ပြန်ကြစို့ဆိုပြီးတော့မစားပဲမတတ်ပဲနဲ့လူသားစားတဲ့ပုဂ္ဂိုလ်တွေပြန်လှည့်သွားကြတာဟုတ်ပြီနော်အဲ့ဒါဘာကြောင့်လဲဆိုတော့နော်အစာရည်သာစားကြံလွန်းလို့အနံ့ကတ်လာတဲ့ခွေးကလေးကိုနောက်ပါတွေကရိုက်ပုတ်မဲ့အနေထားမှာမင်းတို့မလုံးကြနဲ့လို့ဝစီကံကုသိုလ်နဲ့တားမြစ်လိုက်တဲ့ကုသိုလ်ကံကနော်ကြောက်တောင်ကြီးကိုကြားတဲ့ကနေပေါ်ပေါက်စေတယ်တဲ့ဗျာခင်ဗျားတို့ဝစီကံကုသိုလ်ပေါ်သေးသေးမထင်နဲ့ဟုတ်ပြီနော်အေးမင်းတို့မရိုက်ကြနဲ့မနှက်ကြနဲ့လို့တန်းလိုက်တဲ့ဝစီကံကုသိုလ်ကအခုအတ္တဘေးကနေလွတ်မြောက်တဲ့အနေထားတည်ရောက်ရတယ်ပေါ့ဟုတ်ပြီနော်နောက်တက်ကနတ်တွေကကဲတယ်ဆိုတဲ့နေရာမှာလည်းပဲကုသိုလ်ကောင်းမှုရှိမှကဲလို့ရတာကိုရေဘေးကြုံတာအတူတူပဲတချို့လူတွေကဲတယ်ရင်မရောက်ကြဟုတ်လားမရောက်ကြတော့ဘာဖြစ်လဲလိုင်းမော်တက်អော်ကြတာပေါ့သို့တော်ဘာသာရေးလမ်းကြောင်းမှာကကြည့်တော့သူတို့ကဲဆယ်ရမယ်ကံပါမလားဟုတ်ပြီနော်အေးဒါတွေကလည်းရှိတယ်လေလောကဒိဋ္ဌမထေဆိုရင်နော်ခွေးပါမှချန်စားရတဲ့အတရိတဒါနအလူဝဲကြီးချိန်ချိန်တဲ့ကောသလမင်းပေးတာတောင်မှသူအစာမဝတာမျိုးကြုံရဘူးတဲ့ဟုတ်ပြီနော်အေးအခုလည်းပဲအဘယမတိကတင်ခံရတယ်နတ်တရဲ့ဩဇာဖုံးပေးရတယ်ဆိုတာသူကိုယ်တိုင်ခွေးပိန်ကလေးကိုကျွေးခဲ့တဲ့ထမင်းတနက်ကုသိုလ်ကြောင့်ဆိုတာမသေးကြဘူးလားဟုတ်ပြီကဲစဉ်းစားကြည့်တော့ပြိတ္တရေငတ်မွခေါင်းပါပေးကြကြလာရင်တယောက်နဲ့တယောက်တတ်ကြဖြတ်ကြလဲပဲဖြစ်လာနိုင်တယ်ဒါကြောင့်မဂ္ဂဒေဝဆရာတော်ဘုရားကြီးကလူတော်လောဘကြီးကာလ၌လူတော်လောဘကြီးကာလ၌ဒုဗ္ဗိခာဘေးငတ်မွရေးကြောင့်ရိုးဖွေတောင်းမြပျက်စီးကြ၏တဲ့လူတွေလောဘကြီးလာရင်ငတ်မွခေါင်းပါအစာရှားခြင်းဘေးကြီးကြတတ်ပါတဲ့ဘာဘေးကြပါလိမ့်ငတ်မွခေါင်းပါအစာရှားခြင်းဘေးဒါရမကသေးပဲနဲ့လူတွေကမ္ဘာသူကမ္ဘာသားတွေလောဘကြီးတဲ့ကြီးလာရင်တဲ့ဟောဒီကမ္ဘာကြီးကမီးလောင်ပြီးတော့ပျက်စီးတတ်တယ်တဲ့ဟုတ်ပြီနော်ကဲဒါဖြင့်ကဘာပျက်စီးတာသည်တတ္တဝါရဲ့ယင်ထဲမှာရှိတဲ့ကိလေသာနဲ့တိုက်ရဲ့အချိုးကြသက်ဆိုင်နေဆိုတာမသေးကြဘူးလားကဲနောက်တစ်ခုသွားကြစို့တတ္ထန္တရကဲဘာကပ်ပါလိတတ္ထန္တရကဆိုတာဘာပြီလက်နက်ပြီပြော့ဘာပြီလဲကိုဘုံဘုံတို့ဗမာပြည်ငတ်မခေါင်းပါခြင်းပေးတယ်မဟုတ်ဘူးရေဘေးလဲကြုံရတယ်မီးဘေးလဲကြုံရတယ်လက်နက်ဘေးလဲကြုံရတာပဲဘုံဘုံတို့တော့ကိုဒေသပလဲနဲ့ပြန်ပြီးဆိုရင်တော့တိတ်ကုသိုလ်ရတာဘာကြောင့်လဲဆိုတော့မိုင်းချင်းတွေနဲ့ဟုတ်လားတိုက်ပွဲတွေနဲ့တိုက်ပွဲကြကသွားရတာဆိုတော့ဖယားနဲ့တသွားတာဖယားတရတော့ကုသိုလ်မရဘူးလားရတာပေါ့ဗျာနော်မိုင်းချင်းတွေဆိုလူတရက်စာလောက်ရှိတယ်ဟုတ်ပြီနော်အေးလမ်းခရီးစုံစမ်းပြီးတော့ဒီလိုသွားရတာဘာကမဲတော်ကြီးကလည်းနော်ဒေသမှာရှိနေသေးတာကိုဗျနော်ကမဲတော်ကြီးကလည်းပဲစစ်မက်ဒေသဖြစ်နေတာတခါကြီးရမနေပါနဲ့ရန်ကုန်ခေါ်တယ်မပြောဘူးဗျအဲဆိုပြုံးလွန်ကြောင့်နေမလားဆိုတော့ခဏပဲပြန်နေတယ်ဟုတ်လားပြီးရင်ပြန်သွားတာအဲ့တော့ဖေကရှိနေတော့ဘုံဘုံတို့လည်းမကြမပြန်ရဘူးလားတော့ပြန်ရတာပေါ့ဗျာနော်အဲ့တော့လက်နက်ဘေးတဲ့လက်နက်စမ်းနေနဲ့တယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ကြခိုင်းကြသေကြကြည်ကြပရိသတ်ရေ9000ကျော်သွားပြီပရိသတ်ရေဘယ်လောက်ရှိပြီနော်2010အာနာသိမ့်ပြီနောက်ပိုင်းမှာနော်သေကြကြည်ကြတာစရင်ရ9000ကျော်ပြီတဲ့ဗျစဉ်းစားကြည့်ပေါ့လက်နက်ဘေးတွေအကြောင်းသေကြရတာဟုတ်ပြီနော်အဲ့ဒီလိုလက်နက်ဘေးတွေဘာကြောင့်ကြတယ်လဲဆိုရင်ဒေါသတရားပွားလက်သောကဓမ္မိုးရွာသို့တတ္တဝါလူပေါင်းပြောဟောင်းအပြည့်စစ်မပြိုင်ခင်လက်နက်ချင်း၍ချင်းတကြသွေးချောင်းကြ၏တဲ့လက်နက်ဘေးကြတယ်ဆိုတာလူတွေရဲ့ဒေါသကိလေသာကြောင့်လက်နက်ဘေးကြတာဟောဘုရားကအရင်စစ်ပြတယ်လူတွေရဲ့ဘာကိလေသာကြောင့်ဒေါသကိလေသာကြောင့်ဒါကြောင့်ဒေါသတရားပေါ်လက်သောကဓမ္မိုးရွာသို့တတ္တဝါလူပေါင်းပြောဟောင်းအမြတ်စစ်မပြိုင်ခင်လက်နက်ချင်း၍ချင်းတကြသွေးချောင်းကြ၏တဲ့လူတွေဒေါသတွေကြီးလာပြီဆိုရင်တစ်ဖက်နဲ့တစ်ဖက်နော်တယောက်နဲ့တယောက်တတ်ကြဖြတ်ကြသေကြကြည်ကြပြေးကြလွှားကြတချို့ပဲတိပြေးတယ်
နိုင်ငံသားဒီပြည်တယ်ဟုတ်တယ်မဟုတ်လားနော်ဒါကြတော့ဒါကနိုင်ငံရေးဟောတယ်လို့ထင်ကောင်းထင်လိမ့်မယ်သို့တော့ဖယားနီးကြလူတွေတတိမမုံမိတာဘုမတို့ကတင်ပြနေတာဟုတ်ပြီနော်ခင်ဗျားတို့ဒီလက်နက်ပြီးကြုံရင်ရဲ့လားဒီနန်းတဝက်ကငြိမ်းချမ်းနေတယ်ခင်ဗျားတို့ကသိခံသားရမှာမဟုတ်ဘူးဘုမတို့ဒေသစကိုင်းတိုင်းပလဲဟုတ်လားပကောက်ကူရမှာပဲအကုန်လုံးတကြောကြီးနော်အဲ့တော့အိမ်နေလည်းမရှိတော့ဘူးကျောင်းနေလည်းပြောက်ကုန်ပြီရွာတွေလည်းပြက်ကုန်ပြီလူတွေလည်းသေကြပြီမိသားစုတွေမစုံတော့ဘူးသဘောပေါက်သလားဘာဘေးကြနေတာလက်နက်ဘေးကြနေတာလက်နက်ဘေးကြတာဒီလူတို့ရဲ့ဒေါသကိလေသာကြောင့်ဘာကိလေသာကြောင့်အထိမကံဆောင်းမှန်ကကြွငါတန်နိုင်စိတ်မဆွဲကဲသည့်ဒေါသတဲ့ပရိသတ်ရဲ့အထိမခံနိုင်ဘူးအပြောမခံနိုင်ဘူးဟုတ်လားကြက်ကောင်းစိတ်မခံလို့ခေါ်တာပေါ့နော်အထိမခံနိုင်ဘူးဆောင်းမှန်ကကြွတဲ့ငါတက်တယ်ငါသိတယ်ငါသာလုံနိုင်တယ်ငါသာအုပ်ချုပ်ပဲဟုတ်ပြီနော်အဲ့ဒါတရားလားဒေါသလားအထိမကံဆောင်းမှန်ကကြွငါသာနိုင်စိတ်မဆွဲကဲသည့်ဒေါသတဲ့လူတွေဒေါသကြည်လာရဲ့လက်နက်ဘေးတွေကြာရောက်တတ်ပါတဲ့ဟုတ်ပြီနော်ဒါကြောင့်ဒေါသမကြည့်အောင်ဘာလုပ်ရမလဲလို့မေးတော့မေတ္တာပွားရမယ်ဒေါသမကြည့်အောင်ဘာပွားမယ်နော်ဒေါသဆိုတာကအပူမေတ္တာဆိုတာကအေးတဲ့မေတ္တာထားရမယ်မေတ္တာပွားရမယ်မေတ္တာထားတယ်ဆိုတာကတောင်းနဲ့တောင်းမေတ္တာထားမေတ္တာဆိုတာပါဠိစကားမြန်မာလိုပြောတော့အများနားလည်အောင်လူငယ်တွေနားလည်အောင်ပြောရင်ကောင်းကျိုးလိုလားတာမေတ္တာပြောကြည့်ကောင်းကျိုးလိုလားတာမေတ္တာသူ့ကောင်းကျိုးလိုလားတာသူ့စိတ်ချမ်းသာစေခြင်းနဲ့ပြောစေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့ကျမ်းမာစေခြင်းအဲ့ဒါမေတ္တာပဲဟုတ်ပြီနော်ကောင်းကျိုးလိုလားတာမေတ္တာကောင်းကွက်ကိုရှာမေတ္တာကောင်းကွက်ကိုရှာပုထုဇဉ်လောကဆိုတော့တယောက်နဲ့တည်းအမှားယွန်းအနာစာတော့ရှိမှာပဲသို့တော့ကောင်းကွက်ကိုရှာကြည့်တဲ့ဒီလိုပြောတာဩသူကနော်အိမ်အလုပ်မလုပ်ပြီမယ်လို့နော်မိသားစုနဲ့ပတ်သက်ရင်တော့ဩသူကဆက်ဆက်ထိမကမိသားစုပေါ်တော့ချစ်ရှာတာပဲလို့ဟောကောင်းကွက်ကိုရှာကြည့်ရမယ်ဟုတ်ပြီနော်ဒါကြောင့်ကောင်းကွက်ကိုရှာကြည့်တာမေတ္တာအကျိုးလိုလားတာမေတ္တာဒါဆိုလုံလောက်ပါပြီနော်ကောင်းကျိုးလိုလားတာမေတ္တာကောင်းကွက်ကိုရှာကြည့်တာမေတ္တာအပြစ်ရှာရင်တော့အပြစ်ပဲတွေ့မှာပေါ့နော်လင်းနဲ့မရလဲဒီတိုင်းပဲနော်အပြစ်ရှာအပြစ်ပဲတွေ့မှာဆရာနဲ့တပည့်လဲဒီတိုင်းပဲအပြစ်ရှာအပြစ်ပဲတွေ့မယ်မိဘနဲ့သားသမီးလဲအပြစ်ရှာရင်အပြစ်ပဲတွေ့မယ်ညီကောင်မောင်နှမချင်းချင်းလဲအပြစ်ရှာအပြစ်ပဲတွေ့မယ်ဟုတ်လားကျေးဇူးမကင်းပြစ်မကင်းချင်းချင်းနေကြသည်တယောက်နဲ့တယောက်လောကတွေရောက်လာနော်ရေသက်ရှိလို့လာဆောင်ကြတော့တယောက်နဲ့တယောက်ကျေးဇူးလဲမကင်းစလို့အပြစ်လဲမကင်းဘူးအဲ့ဒီလိုမကင်းတဲ့အတူတူနော်အပြစ်ကိုဖယ်ပြီးတော့ကျေးဇူးကိုတိတတ်ရမယ်ပေါ့ဟုတ်ပြီနော်ဟေးဒါကြောင့်မို့ကောင်းကွက်ကိုရှာမေတ္တာအကျိုးလိုလားတာမေတ္တာမေတ္တာစိတ်လေးများများထားကြဟုတ်ပြီနော်မေတ္တာစိတ်တွေများများထားနိုင်လေမေတ္တာတွေများများပွားနိုင်လေဒေါသလည်းရော့လေပေါ့ဒေါသကဘယ်မှကင်းလဲအနာဂံဖြစ်မှကင်းတယ်သို့တော်လည်းပဲမကင်းနိုင်ပေမဲ့လို့ဒေါသလျှော့ရမယ်ပေါ့ခင်ဗျားတို့စဉ်းစားကြည့်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်နဲ့မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်တူရဲ့လားဘသူကငြိမ်းအေးတယ်မေတ္တာထားတဲ့ပုဂ္ဂိုလ်ကငြိမ်းအေးတယ်အကွာကြီးกว่าတယ်မျက်နာကသာကြီးနေတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကတော့သုံးမုံပြီးတော့နေတာအဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အရက်ထက်ကပြောကြတယ်လေတလောကလုံးသူတို့သိတာပဲတလောကလုံးသူ့လောက်စားစားနေတဲ့အတိုင်းပဲတဲ့ဒီလိုပြောခံရတာဟုတ်ပြီနော်အဲ့တော့ဒေါသအကြောင်းအကျေအကြီးဖုံဖုံထားတာရှိပါတယ်ဒီမှာတော့ဒီတင်တော်ရအောင်နော်အဲ့တော့ဒေါသတွေအားကြီးလာပြီဆိုလို့ရှိရင်ပရိသတ်ရဲ့လက်နက်ဘေးတွေကြတ်တတ်ပါတဲ့နော်ဒါကြောင့်ဒေါသလျှော့ခြင်းရင်မေတ္တာနဲ့လျှော့ရမယ်ဒေါသလျှော့ခြင်းဘာနဲ့လျှော့မယ်နောက်ဘုန်းတော်မုံရွာရဲ့တောင်တန်းကမိုးညင်းတန်ပုတ်တွေမောကျန်တန်ဗုဒ္ဓဆရာတော်ဘုရားကြီးရှိတော့ကမေတ္တာနဲ့ပတ်သက်ပြီးတော့သိနာမည်ကြီးတာတနေ့ကျတော့အီတလီနိုင်ငံနဲ့စောစောကပြောခဲ့တဲ့အီသီယိုပီးယားနိုင်ငံစစ်ဖြစ်ကြတယ်စစ်ဖြစ်ကြတော့သူ့ရဲ့တပည့်ဥကောဝိဒကိုဆရာတော်ဘုရားကြီးကခေါ်ပြီးတော့ဟေးကောဝိဒလာဟောဒီမှာမြေပုံကြီးဒီနေရာမှာအီတလီနဲ့အီသီယိုပီးယားနဲ့စစ်ဖြစ်နေကြတယ်စစ်ဖြစ်တော့တယောက်နဲ့တယောက်တက်ကြဖြတ်ကြသေကြကျေကြဒိဋ္ဌဒုက္ခတွေသိရောက်တာဒါကြောင့်ငါတို့မေတ္တာပို့ကြရမယ်လို့ဒီလိုပြောတယ်
Editor, the vet tangari, your Dila Shindi, your Yogi, no Jabakis or Session Laja, Boguri, a Gonglo, Suzu Saizan, and Meta Buddha. Meta Sa Buddha Niga Nijito, Yangaya, Myauda, Nija, Gava, Drenima, Palavi, the Italy, Ethiopia, Sepuaji, Yemi, Sure Aja. How we know? I don't Meta Yauda, Mayauda, now trap, Meta Bogaro, Badudawe. Kodawe, Akulaji, Vidi, Joni, and Camero, Maluna, and Nazo Meta Boja. How we know the Joseph Sagani, Gandijare, Maluna, Yeno, Medali, Boja, Duro, Yaya, Mayaya, Go Meta Boye, Meta Bawana, Kudo Guma Mayaula, Bogo Bojayala. Oh, they yawned about the Kadajaro, Monia of Yayi, Lanshauli. Ero Johnny now look at Japan and Neme Jogere, Liam Nase. Eri Monian, Yeda G, Baron Adoma, Boni, a sum of your charlie. Ero Boda Niga, Yeda Bima Jare, Yeda don't jaro let Devon and Nidore Boctes with a Mashivure. The Zala Mida Ajan La Tani Jeromunian Seroji. No, then I shall be yene. Don't let Malamaga Zenya Uma, Onga Jaro, Ongane Tapa. Tabo Adanji Jaro, Yanshin Lubidu, Amia Session, a cold hearted Karang Rosaroji, no Anesa, the Bone, Kaisa, Chovi, Zobida Tolaja. No, either them only learn to your shadow of Yajiga, then only Poker Kabiro Tala, Danya Anada Domiaude. Meta, yes, Swan Ah, by yes, Swan. Not a guy, Alo Javuja, Joseph Yonanga, Webu Shadow of Yaji. Webu Chamba, the Rendo, no Shadow of Yajiga, Emadama, Meta, Ajira. Any Kikaga, Jalo, so worried that the worried, Eddie Webu Chanima, she did. No Muizo Raga of Yoga, Dodo, Eddie Yatama, she did. Yogi, the Lashene, the Kashini, Ponyani, Baduma, Muigai de Surada, Majabu, Eddie Nama, Pong Yua, Sure, Yodia Shide. Eddie Pong Yuago, Kozaga, me Bubid, Webu Sarojina, Tangaroriga, Songong Kaisa, through Sonya Jayari. At a Webu Saroji, the Yamada Maga, Gavama, Namejija, Koga, the Imitan Bore. Dodo Leve. Eri Pong Yama Shide, Umanji, Sure, Dalla by Adangaze, Wajan, Dagajiga, Webu Sarojigo, Betoma, a Gambamian Bude. A Gambamiano, a Biore, Janle, Maya, Ponile, Magogue, Dilopjella. The nature of Webu Chone, Manima way, no one account, not don't account, Taganet account, Todari, Nevijare, Quizare, Quidago, Umanjiga, Miano, Nama Shide, Dogali copy, do chowda bo. The Gaunaga Jurine, Quija Yene, no Bible Bido, or Laturiga de Shue, no yellow animal tiga, Dilopshella. Doga live Nogani, Eri, no underground like chowda. Chow Yen join a Shiga, Noriga, the Duga Naga, Lion, Wewu, Jam, Wewu Chow, Wewu Sharaga, the Rendo, Jumperone, Yam Lada. Jumperone, Yao Yo, Sozoga, Done, Mone, Quinija, no underground, Yote, Yebido. The Gaunet got the same thing, G. Bido, Anango, Doa, the Gaunet, the Gon, Shane, Duidigo, Yapizare. Eddie Tuzan and Muyago, Mian Light Door, Umoni, Latega, Dodi, Gary, Jatore. Jatore, Nima, she did the bed our time, Bido, Jiza. We will set off Yaji, Meta. No made a lot, Genie, and Domanga, my option. Rodorogondo, Meta, Eha. No, I hate Teresa ni Doma, Lima, Yinjis, Edego, Yazibala, the deep than we got to Yadoa. Yadora, Shadow Yai, the Rendo, Jungle Doa, I niggas a Capia loaded. Now Yajaro, Pongyore, Songa, and Joaro. No, she is on a Jizzy Didaga, Umanjiva, Breda, Lima Dora. But do horror de ya. No one gone horror de ya. You do Hoy Juma Bohu. No, none of Ganga, hey, Mounji, no, Mendo, no, Sarojigo, Yamara, Malojan, Dodari, Magina, Gilidarine, Mabione, oh, Garu Damali, Yenny Soundida, Serovia Meda, Ile, Yao Dwayo, Dodari, Yobi Meda City, Yao Dwa de Lu, Mabio Dole, Biodolo, Nona Ganga, Dea, Holaido, Lumaji, Umanji, Barida, Lima Madoula, Badu Hore Dea.
နော်နှကောင်ဟောတဲ့တရားအဲ့တော့မှဖောင်းရွာတရွာလုံးကအံ့ဩကြတယ်တဲ့ဗျာဟုတ်ပြီနော်ဒါကြောင့်မေတ္တာဆိုတာပရိသတ်ရဲ့သူများကနော်သူများဒီရောက်တာမရောက်တာတက္ကနာထားရောက်ပါတယ်ဗျခင်ဗျားတို့စဉ်းစားကြည့်ပေါ့နော်ဖုံးတဲ့ message ပို့ရင်တော့ဒီကနေရန်ကုန်ပို့မရောက်ဘူးလားဒီကနေနိုင်ငံခြား message ပို့မရောက်ဘူးလားမေတ္တာလည်းပဲမရောက်နိုင်ဘူးလားရောက်နိုင်တာပေါ့စူးစူးဆိုင်ဆိုင်ပို့ရုံနဲ့မဟုတ်ဘဲနဲ့မေတ္တာစိတ်လေးလည်းထားဖို့ဟုတ်ပြီနော်အေးဒါကြောင့်မို့ပရိသတ်ရေမေတ္တာပို့ရမယ်လွယ်လွယ်လေးဘုံဘုံမေတ္တာပို့နေသင်ပေးမယ်အရင်ဆုံးဘယ်ကစမလဲလို့မေးကိုယ်အိမ်ကစကိုယ်အိမ်ကနေကိုယ်လန်းကနေကိုယ်ရွာကိုယ်ရွာကနေကိုယ်မြို့နယ်ကနေကိုယ်ရဲ့ခရိုင်ကိုယ်ခရိုင်ကနေကိုယ်တိုင်းကနေကိုယ်နိုင်ငံကနေကဘာတိဖြန့်လို့ရတယ်ဟုတ်ပြီနော်ကဲတိုက်ဆိုအလုံးကိုယ်အိမ်တော်မှာမြတ်တတ္တချမ်းသာကိုယ်စိတ်မြတ်ပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေကိုယ်အိမ်တော်မှာမြတ်တတ္တချမ်းသာကိုယ်စိတ်မြတ်ပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေကဲဘုံဘုံကရှေ့တဆင့်တက်မယ်ကိုရွာတွန်းမှာဆိုနောက်ကဆိုရမလားကဲဆိုကြည့်ကိုရွာတွန်းမှာကိုမြို့နယ်အတွန်းမှာချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေကိုယ်တိုင်းတော်မှာဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေတို့နိုင်ငံအတွင်းမှာမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေတို့ကမ္ဘာအတွင်းမှာမြတ်တတ္တချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေပရိသတ်ရေအခိုက်အတန့်စူးစူးစိုက်စိုက်နဲ့မေတ္တာပို့နေစေမှာစိတ်နှလုံးမအေးချမ်းဘူးလားအေးချမ်းပါဘူးကြားရတဲ့သူကမစိတ်မချမ်းသာဘူးလားသဘောပေါက်လားဒါဆိုဒီလောက်ဆိုရပါပြီနော်အဲ့တော့ဘုံဘုံတို့ဗမာမှာလည်းပဲလက်နဲ့ဝေကြီးကြနေတဲ့ကဘာကိုကြည်လိုက်ပြန်တော့လည်းပဲအစ္စရေးနဲ့ပါလက်စတိုင်းနေတိုင်းတိုက်နေတာအခုအမေရိကန်နဲ့အီရန်အခုတိုက်နေပြန်ပြီဟုတ်ပြီနော်ရုရှားနဲ့ယူကရိန်းနော်ကမ္ဘာစစ်မီးတွေတောက်လောင်နေပြီလက်နဲ့ဆန်းနေနဲ့ပြစ်ကြတာလက်နဲ့ဆန်းနေနဲ့ပြစ်တော့ဟိုနေ့ကနော်ဟစ်ဘိုလာတပုံတွေကနေပြီးတော့နော်အစ္စရေးနိုင်ငံတွေကိုဒုံးကြီးပေါင်း200ပြစ်တယ်တဲ့သေလိုက်တဲ့လူတွေဟုတ်ပြီနော်အဲ့တော့ကျွတ်တို့နိုင်ငံအဲ့လိုလက်နက်ဆန်းနေမရှိလို့တော်သေးတာဟုတ်ပြီနော်အေးလက်နက်ဆန်းနေနဲ့မြတ်တတ်ကြဖြတ်ကြရင်လူတွေအတုံးအယုံမသိနိုင်ဘူးလားဒါကြောင့်မေတ္တာလေးပို့ကြပေါ့မေတ္တာပို့ပါမြတ်မေတ္တာစိတ်ထားပါမြတ်ရင်ဒေါသတွေအလိုလိုရော့သွားမယ်ကဲပြန်ဆက်ငတ်မွတ်ကောင်းမှအစာရှားခြင်းမရှိကြတာသည်လောဘကိလေသာကြောင့်လောဘကိလေသာလျှော့ခြင်းရင်ဒါနကုသိုလ်နဲ့လျှော့ရမယ်တထန္တရကလက်နဲ့ဘေးကြီးကြတာသည်ဒေါသကိလေသာကြောင့်ဒေါသကိလေသာလျှော့ခြင်းရဲ့မေတ္တာဘာဝနာနဲ့လျှော့ရမယ်နောက်တစ်ခါနံပါတ်3ကဘာဘိယောဂဘိတဲ့ယောဂံတရကတ်ယောဂဘိယောဂဘိကြတာကဘာကြောင့်လဲဆိုတော့လူတွေရဲ့မောဟကြောင့်တဲ့လောဘဒေါသမောဟလို့တို့တရားကမတွေသူတို့များငါကြားဘူးကြတယ်လောဘအကြောင်းသိတယ်ဒေါသအကြောင်းလည်းအထိုက်လျောက်သိတယ်မောဟကြတော့ပျောက်နေတတ်တယ်ဟုတ်ပြီနော်မောဟပျောက်နေတတ်တယ်မောဟဆိုတာဘာပြောတာလဲဆိုတော့နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကို
မခွဲခြားတတ်တာမောဟလုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိတော့လုံးတဲ့နာကိုမလုံးတင်ဘူးလို့ထင်တယ်မလုံးတဲ့နာကြတော့လုံးတင်တယ်လို့ထင်တယ်ဒါကြလားမောဟလားနော်မပြောတဲ့နာနဲ့ပြောတဲ့နာခွဲခြားမသိတာမောဟခွဲခြားမသိတော့မပြောတဲ့နာကိုပြောတဲ့နယ်လို့ထင်ပြီးတော့ပြောချလိုက်တော့ပြဿနာတွေရှေ့ဦးရောပြောတဲ့နာကြတော့မပြောတင်ဘူးလို့ထင်ပြန်တယ်ဗျာအဲ့ဒါဒါကြလားမောဟလားဟုတ်ပြီနော်အဲ့ဒါမောဟလို့ခေါ်တယ်အမှားနဲ့အမှန်ကိုဝေခွဲမရတာလေမောဟပဲအမှားကိုအမှန်ထင်တာမောဟအမှန်ကိုအမှားထင်တာမောဟအမှားကိုအမှန်ထင်တော့ဟောအဲ့ဒီအမှားတွေပဲအမှန်ထင်ပြီးတော့ तू လှုပ်တယ် तू ပြောတယ်ပေါ့တခါတုန်းကနော်မိဘနဲ့သားသမီးအမေရဲ့နှစ်ဖူးမှာရင်ကောင်တစ်ကောင်ကလာနာတာချင်းတစ်ကောင်ကလာနာတာအဲ့ဒါကိုသားကမြင်တော့သူ့စိတ်ထဲမှာဟောဒီချင်းကောင်ရင်ကောင်ပြန်ဖို့ပဲအရေးကြီးတယ်ရက်တောင်လေးနဲ့ခတ်လိုက်ပြီးတာပေါ့သို့တော်လည်းပဲလှုပ်တယ်မလှုပ်တယ်မဝေခွဲနိုင်တော့မောဟအားကကြီးလွန်းတော့အနမ်းရှိတဲ့ပစိန်ယူပြီးတော့ရင်ကောင်ကိုထုချလိုက်တာရင်ကောင်လည်းသေအမေလည်းသေပြဿနာမရှိဘူးလားအေးသူကပူဆိုးတယ်ဗျနော်ခင်ဗျားတို့အဝိဇ္ဇာနဲ့အတူတူပါပဲဒါနပြုအကောင်မှမသိဘူးမသိတော့လောကထဲမှာပျော်နေတဲ့အဖိုးတွေအဖွားတွေအဖေတွေအမေတွေအများကြီးပဲဟုတ်ပြီနော်ဒါကြောင့်မို့ယောဂံတရကေဆိုတာကအခုမြင်လွန်အောင်ပြောရင်ခင်ဗျားတို့ကိုယ်ပဲယောဂနော်ကဘာမှာပြောကြတာကတော့တရုတ်ကစတယ်လို့ပြောတယ်တရုတ်ဘယ်လိုစသလဲဆိုတော့ဩလင်းတို့တွေစားတယ်တဲ့တရုတ်ကအစားသိပ်ပစတာလီအဲ့တော့စားတဲ့မစားတဲ့လှုပ်တဲ့မလှုပ်တဲ့သူမဝေခွဲနိုင်ဘူးမဝေခွဲနိုင်တော့မစားတဲ့နာတွေစားတဲ့နဲ့ထင်းပြီးတော့လင်းတို့တွေစားကြအဲ့ဒီကနေယောဂပိုးတွေကူးတယ်လို့ဟူဟန်ကနေစတယ်လို့ဒီလိုပြောတာကိုဗျအဲ့ဒါကြောင့်ဟောယောဂဘေးကြီးတကဘာလုံးကြတာသိလိုက်ကြတာလူတွေအတုံးအယုံကိုဗစ်တတိယလိုင်းမှာဘုမတို့ရန်ကုန်မှာအလောင်းတွေထက်နေတာပဲမသိကြုံနိုင်ဘူးနော်ဒီဆရာတော်တောင်မှကံကောင်းလို့ကြံတာပြိဿရဲ့ဟုတ်ပြီနော်အဲ့တော့ယောဂဘေးကြီးကြတာဒီလူတွေရဲ့လောဘကြောင့်ဆိုတာမသိကြဘူးလားအဲ့ဒါကြောင့်မဂ္ဂတိဝဆရာတော်ဘုရားကြီးကမောဟလွန်ညာဘလူစာသို့ထူးပြယောဂဝေဒနာဖြင့်များစွာကက်ရောက်သေပြောက်လူရှင်ထူပြောဖြစ်၏တဲ့မောဟလွန်မို့လာပြီဆိုရင်ယောဂဗျာတွေပေါ်များလာပြီးတော့လူတွေအတုံးအယုတ်မသေးကြဘူးလားခင်ဗျားတို့ကိုဗစ်ကာလကြုံခဲ့ပြီကြားခဲ့ပြီမြင်ခဲ့ပြီထုတွေဟောနေကြလူသေးလားမလို့တော့ဘူးဗျာနော်အဲ့တော့သေချာတာကတော့ယောဂဗျာကြတာဒီလူတွေရဲ့မောဟကြောင့်ဒါကြောင့်မောဟလွန်ညာဘလူဇတ်တို့ထူပြယောဂဝေဒနာဖြင့်များစွာကက်ရောက်သေးပြောက်လူရှင်ထူပြောဖြစ်၏တဲ့မဂ္ဂရိယဆရာတော်ဘုရားကြီးကဒီလိုဆုံးမတာကဲကောင်းပြီမောဟဆိုတာဘာပြောတာလဲဆိုတော့အမှန်ကိုမမြင်တမ်းပစင်မစအမှားကိုအမှန်ဆွဲတယ်လွဲသိမောဟတဲ့အမှားကိုအမှန်ထင်တာမောဟအမှန်ကိုအမှားထင်တာမောဟမလုံးတဲ့နာကိုလုံးတဲ့နဲ့ထင်တာမောဟလုံးတဲ့နာကိုမလုံးတဲ့မှုထင်တာမောဟမပြောတဲ့နာကိုပြောတဲ့နယ်လို့ထင်တာမောဟပြောတဲ့နာကိုကြတော့မပြောတဲ့မှုလို့ထင်တာမောဟသူကပူဆိုးတယ်ဟုတ်ပြီနော်အဲ့လိုမောဟတရားလွှမ်းမိုးလာရင်မောဟမကြည့်အောင်ဘာလုပ်ရမလဲဆိုတော့ပညာဉာဏ်တိုးပွားအောင်လုပ်ရမယ်တဲ့ဘာတိုးပွားအောင်လုပ်ရမလဲပညာဉာဏ်တိုးပွားခြင်းအခုလိုတရားပွဲတွေများများတော့တရားများများနာတရားကွေတွေများများနာထောင်တရားစာအုပ်တွေများများဖက်ဟုတ်ပြီနော်မောဟတွေလွှမ်းမိုးလာရင်ကမ္ဘာလောကကြီးယောဂဘေးနဲ့ပျက်စီးတတ်တာဖြစ်တဲ့အတွက်မောဟလျှော့ခြင်းရင်ဉာဏ်ပညာနဲ့လျှော့ရမယ်မောဟလျှော့ခြင်းဘာနဲ့လျှော့ရမယ်ဉာဏ်ပညာတိုးဝါခြင်းတို့သူတော်စင်တွေဘာလို့ရမလဲမေးရင်တရားနာရမယ်တရားစာအုပ်ဖတ်ရမယ်သဘောပေါက်သလားဒါရမကသိမနဲ့ယုံနာဓမ္မသင်္ခါရဓာတ်တို့ရဲ့အနိစ္စမမြဲတဲ့သဘောဒုက္ခဆင်းရဲတဲ့သဘောအနတ္တအစိုးမရတဲ့သဘောကိုလည်းပဲလေ့ကျင့်သင်ကြားပြီးတော့ရှုမှတ်ပွားများမယ်တဲ့ဟုတ်ပြီနော်ကမ္ဘာလောကမှာရှိတဲ့ယုံနာဓမ္မသင်္ခါရတွေအနိစ္စအမြဲမရှိဒုက္ခဆင်းရဲအနတ္တငါမဟုတ်ပါတကငါမပိုင်တဲ့အရာတွေပါတကားလို့ရှုမှတ်ပွားများဆင်ခြင်မှုအကောင်းလာရင်ပညာဉာဏ်လည်းတိုးမလာဘူးလားပညာဉာဏ်တိုးလာတော့အမှန်သိလာတယ်လုံးတဲ့နာကိုသိလာတယ်ကုသိုလ်ဆိုတာသိလာတယ်
အဲ့လိုသိလာတော့မောဟတွေလည်းယော့မသွားဘူးလားဟုတ်ပြီဒါကြောင့်နော်ကဲရဝဲလုံးခြုံပြီးတော့ပြောကြပါစို့ကကြီးဘဏ္ဍပဘာတွေပါလဲဒုဗိခန္တရကသတ္ထံတရကယောဂန္တရကဒုဗိခန္တရကဆိုတာကငတ်မွေခေါင်းပါအစာရှာခြင်းပေသတ္ထံတရကဆိုတာကလက်နက်ပေယောဂန္တရကဆိုတာကယောဂပေဒီဘေးသုံးခုဒုသရောသနေကြုံခြင်းရဲ့လားမကြုံခြင်းရင်အဲ့ဒီဘေးတွေကြာရောက်စေတတ်တဲ့ကိလေသာတွေသိဖို့မလိုဘူးလားသိပြီးရင်ပယ်ဖို့မလိုဘူးလားအဲ့တော့ဒုဝိကတရကလို့ခေါ်တဲ့ငတ်မွေခေါင်းမှာအစာရှားခြင်းဘေးကြီးကြတာသည်ဘာကိလေသာကြောင့်လောဘကိလေသာကြောင့်လက်နက်ဘေးကြတာသည်ဒေါသကိလေသာကြောင့်ယောဂဘေးကြတာသည်မောဟကိလေသာကြောင့်ကိလေသာဘယ်နှမျိုးလောဘရဲ့ဒေါသရဲ့မောဟရဲ့နော်လောဘတွေလွှမ်းမိုးလာရဲ့ဒုသရောစနေကမ္ဘာလောကကြီးကမီးလောင်ပြီးတော့ပျက်စီးတတ်ပါတဲ့လောဘလွှမ်းမိုးလာရင်ကမ္ဘာကြီးကဘာကြောင့်ပြတ်တယ်မီးလောင်ပြီးတော့ပြတ်တာနောက်တစ်ခါဒေါသတွေအာကြီးလာပြီဆိုလို့ရှိရင်ရေဘေးသင့်ပြီးတော့ကမ္ဘာလောကကြီးပျက်စီးတတ်ပါတဲ့ဒေါသတွေကြီးလာရင်ဘာဘေးသင့်ရေဘေးသင့်တဲ့ကမ္ဘာလောကရေတို့ကြီးလွှမ်းပြီးတော့ပြတ်သွားတာဒါကိုပြောတာနောက်တကမောဟတွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်လေဘေးသင့်ပြီးတော့ကမ္ဘာလောကကြီးပျက်စီးတတ်ပါတဲ့ကောင်းတာပါရဲ့လားမပါရင်ကိလေသာလျှော့ဖို့မလိုဘူးလားကဲဒါဖြင့်လောဘကိလေသာလျှော့ခြင်းရင်ဒါနကုသိုလ်နဲ့လျှော့ရပဲဒေါသကိလေသာလျှော့ခြင်းရင်မေတ္တာဘာဝနာနဲ့လျှော့ရမယ်မောဟကိလေသာလျှော့ခြင်းရင်ဉာဏ်ပညာနဲ့လျှော့ရမယ်သဘောပေါက်သလားကဲသဘောပေါက်ရင်အဆုံးသတ်ကြစို့ဗျနော်အဲ့တော့ကက်ကြီးဘဏ္ဍကပြန်ပြောပါလေပါလေဒုဗိကံတရကသတ္ထံတရကယောဂန္တရကမြန်မာလိုပြောတော့ငတ်မွေခေါင်းပါအစာရှာခြင်းပေလက်နက်ပေယောဂပေဒီကက်ကြီးသုံးခုဒုသရကြုံခြင်းရဲ့လားမကြုံခြင်းဘာကြောင့်ကြသလဲဆိုတာသိဖို့မလိုဘူးလားကဲဒါဖြင့်ငတ်မွေခေါင်းပါအစာရှားခြင်းပေကြီးကြတာသည်ဘာကိလေသာကြောင့်လောဘကိလေသာကြောင့်လက်နက်ပေးကြတာသည်ဘာကိလေသာကြောင့်ဒေါသကိလေသာကြောင့်နောက်တကယောဂပေးကြတာသည်ဘာကိလေသာကြောင့်မောဟကိလေသာကြောင့်ကောင်းပြီတံဖြစ်ရင်လောဘကိလေသာလျှော့ခြင်းရင်ဘာနဲ့လျှော့ရမလဲဒါနကုသိုလ်နဲ့လျှော့ရမယ်နော်လောဘကိလေသာလျှော့ခြင်းဘာနဲ့လျှော့ရမလဲအတတ်နိုင်သောစွန့်ကြကျဲကြပေးကြကမ်းကြပေါ့ဒေါသကိလေသာလျှော့ခြင်းရင်ဘာနဲ့လျှော့မယ်မေတ္တာဘာဝနာနဲ့လျှော့ရမယ်ဟုတ်ပြီနော်မောဟကိလေသာလျှော့ခြင်းရင်ဉာဏ်ပညာနဲ့လျှော့ရမယ်တနည်းပြောတော့ပညာဉာဏ်နဲ့လျှော့ရမယ်ပေါ့ဒါကြောင့်တို့တော်စင်များအတတ်နိုင်ဆုံးကက်ကြီးသုံးကိုကြော်နှင်းပြုခြင်းရင်တို့တော်စင်များမကြုံကျင်မှုဆိုရင်နော်လောဘတွေနဲ့အောင်ဒါနကြိုးစားပြုကြပါဒေါသတွေနဲ့အောင်မေတ္တာစိတ်ထားကြပါမေတ္တာလည်းပဲပွားကြပါမောဟတွေနဲ့အောင်ပညာဉာဏ်တိုးပွားအောင်ဆောင်ရွက်ကြပါပညာဉာဏ်တိုးပွားဖို့ဆိုလို့ရှိရင်တရားပွဲတွေအနာမပြင်းနဲ့တရားများများနာကြပါဟုတ်ပြီနော်တရားစာအုပ်များများဖတ်ပါတရားပွဲတွေများများလုပ်ပါဒီတဲ့စွမ်းနိုင်ရင်တော့ယုံနာဓမ္မသင်္ခါရတရားတွေရဲ့အနိစ္စဒုက္ခအနတ္တစင်ကြင်ပြီးတော့ဝိပဿနာအထုတ်ဖို့မလိုဘူးလားကဲဒါဖြင့်တရားကောင်းစဉ်ဘယ်လိုပဲကဲကြီးသုံးပါတရားတော်ဗာတရားပါလေကဲကြီးသုံးပါကြုံရင်ရလားအေးမကြုံကြရင်လောဘလျှော့အောင်ဒါနပြုပါဟုတ်ပြီနော်ဒေါသလျော့အောင်မေတ္တာဘာဝနာများများပွားပါမောဟကိလေသာလျော့အောင်ပညာဉာဏ်တိုးပွားအောင်ကြိုးစားပါလို့တိုက်တွန်းရင်းနဲ့ဒုတိယနေ့ဒုတိယညတရားဒီမှာပဲဏိကုံကပတ်အဆုံးသတ်ပါပြီအလွန်လက်အုပ်ချပြီးတော့အာယုံယူထားကြပါဒုက္ခပတ္တာသနေဒုက္ခပယပတ္တာသနိဗ္ဗယသောကပတ္တာသနေသောကဝန္တုသဗ္ဗေပိပါဏိနောဒုက္ခပတ္တာဆင်းရဲဒုက္ခရောက်နေကြကုန်သောသဗ္ဗေပိကျွမ်းမဲ့ဥဒ္ဒောလုံးစုံလေးဖြစ်ကြကုန်သောပါဏိနော
တိုင်းသူပြည်သားကဘာသူကဘာသာပုဂ္ဂိုလ်တ attva များတို့သည်နေဒုက္ခသာဆင်းရဲဒုက္ခကင်းဝေးကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းဘယဗတ္တကြောင့်လမ်းမိုက်အေးဘေးနှင့်ရင်ဆိုင်တွေ့နေကြကုန်သောသဗ္ဗေပိကျွမ်းမဲ့ဥဒ္ဒောလုံးစုံလေးဖြစ်ကြကုန်သောပါဏိနောတိုင်းသူပြည်သားကဘာသူကဘာသာပုဂ္ဂိုလ်တ attva များတို့သည်နိဗ္ဗယာသာကြောက်လန့်ကင်းကွာပြီးဘယမရှိကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းသောကဗတ္တဆိုရင်ကြောင့်ကြပြပါရသို့ရောက်၍နေကြကုန်သောသဗ္ဗေပိကျွမ်းမဲ့ဩသောလုံးစုံလေးဖြစ်ကြကုန်သောပါဏိနောတိုင်းသူပြည်သားကဘာသူကဘာသာပုဂ္ဂိုလ်တ attva များတို့သည်နေသောကသာကြောင်းကြမဲ့လည်းရဲ့ဆိုရင်ခြင်းမရှိကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းဟောတုယနေ့မှသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ဒုက္ခတွေလည်းငြိမ်းကြပါစေဘေးဗျာတွေလည်းတိမ်ကြပါစေသောကတွေလည်းပဲသိမ့်ကြပါစေသောရဲ့လို့ပတ္ထနာအောင်ဆိုတောင်းဆိုချွေလိုက်ကုန်ရသတည်း